đấy W được bao là simple bag sao được po được a là ấy đi có bile yo ta tu le ta di ba papu tra do la do ta bu kuna ti pa no tu ta u kwa ka ma ga ko da le mo to na ri ko bile sama kan no sama semena no no sa da we ko bile you do ni ba ta khwat ya khu da do simple bag sao được po ta di ba simple bag tra do ta po do bo we bo ma ta ku ta ti pa le do te pa so ni no ba ti tu na hu so ba no lu okay na ta bu lo me ga yata kilo me ga ye putra ru ti nya te pha ti li tu ba no le po mo ma sa ro me ga pa taw mu ne ye taw mu ne bin te ne SL တွယ်လေပေါ့ခရပိုlo ma sa ro public TV တော့ဟိုတာme ga religion spirit လို့ပေါ့နော်ဘဒုဒုနေပါသူသောတာတော်လေးကိုပေါ့နော်လေခီမှာဘဒုနေပါသူသောတာတော်ခုတရတော့ယနောစာတာပဲရပေပါဒုဒုအားလေယောတာဘုတာခုတိပါခုတရတော့အတော့ဘုပါတင်ညာသူဆိုနေနော်ဒီနေရာကြီးမကရတရတို့အလောလာမကရတေးရသူပေါ့နော်ဒီပါဟိခွင်းတော့ခုတော့တော်မလဲအဝဲတဲမကရတာထွတ်တော်ချီဆောင်ခြင်းတော့မူနီကီကတဲ့ကြီးစုကမို့ပေါ့နော်ပပမာလို့လဲ online ဖို့ကိုတကတိပါမကရရတာဘာယူလဲမကစက်ပေါ်ကာဒီတပါ electricity တွေတပါပေါ့နော်ကဘာလောကဘာဆဆိုတော့ပေါ့နော်မဘာယူပါစားတာတော့ရောတာသူကလေးလေခေါပလဲဘဝဖို့ကိုဒူအဝဲခုတတော့တဘူးတို့မှနေနော်ရှိဥစွာဖျားတကယ်ကြီးစုကိုသူပဲချမွန်းမှာတော့နော်အရင်ခက်ခဲတော့ကာလကြီးမှာမကရောပပူရှိန်ပေါ့နော်ဒီဥသာပေါ့နော်တနာတပေါ်တာကိုတခဲမကရော crisis တွေပါပေါ့နော် political crisis မကရော pandemic crisis economic crisis education crisis တွေပါဆိုစီဆိုပဲပွားဘဝပွားဟုတ်ကိုတကားဒီပါလောလောစောလောကိုပြောဖို့တည်းပါနေဘာကောစမဲတည်းပါနာမနေညာပေါ့နော်ဒီခက်ခက်ချက်တဲချင်းတွေမှာကြုံတွေ့ရတဲ့အရာတွေကတော်တော်လေးကိုကြီးမားပါတယ်ပေါ့နော်သူသဖြင့်ကဘာသူကဘာသားထဲမှာမြန်မာပြည်သားတွေဒီနေ့ဘုရားကိုချစ်တဲ့လူတွေအများကြီးရှိပါတယ်ပေါ့နော်တော်တော်ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာကိုကျွန်တော်တို့ငြင်းလို့မရဘူးပေါ့နော်ဘာသာတော့မကင်တော့ရကလူကတာပါဖားတော့ပေါ့နော်တာကိုတာခေတာနာတာဖို့တည်းပါ every crisis ပေါ့နော်ကဏ္ဍပေါင်းစုံရဲ့ခက်ခဲချက်တဲချင်းကယုံကြည်သူဖျားသားသမီးတွေကိုမထုဖလဲခရစ်တာရဲ့သေးပါနော်ခရစ်တော်ရဲ့ချစ်ချင်းမြတ်တာနဲ့ဖျားသားသမီးတွေကိုဦးနာဆွဲထွာလို့မရဘူးဆွဲထုတ်သွားလို့မရဘူးပြစ်ပယ်သွားအောင်မဖြစ်ဘူးဆိုတဲ့အရာပေါ်မှာတော့ဘလို့ပဲလဲဘာစိပုစာရွာနေနော်တနကိုနေဒီညာကြီးအခုလည်းစုတမလို့ချစ်ဆောင်ခြင်းတော့နောက်ဆုံးတော့ကာလပေါ့နော် rapture astrology ပေါ့နော်ဒီနောက်ဆုံးသောကာလကိုမလိလာခင်ပေါ့နော်ယေနောစတာဝဲစိလုကစားရွာတခါတိပါယတော့အိုတဲဒီလေဆိုတော့ခိခဆက်တော့နေခုတော်ဒီတပါနေပဝဲပွားစုပိနာဘောအဝနေခရက်ဝဲပါဝဲလူဝဲအားမလို့နော်ဒီနေ့ဒီနောက်ဆုံးသောကာလနဲ့မကြခင်ကဘာသူကဘာသားတွေခြုံရမယ့်အဖြစ်အပျက်တွေအားလုံးတော့မှာဒီကောင်းစဉ်ကတရတို့ရွေးပေးလိုက်တာအင်မတန်ကောင်းတယ်လို့ညနာပဲနေနေလို့ပေါ့နော်။ဘာကြောင့်လဲဆိုတော့မေကရပတက်ပလာဝီဒီဘောကိုပိုတိတပါဘောကစမတိတပါတနာတာပိုတိတပါအမလောမေကရတဆုဆာဆာဖတ်တို့နာမနေညာလောနာနယာဥရတပါယပါပိုတိတပါယနောစာတာဝဲဂျေးပါလီယာ first wave second wave third wave omicron ပေါ့နော်။ဘာဒီမှာ omicron နဲ့တသိဆူကြစောပေါ့နော်။ဘောကစမတိတပါအမဘတော့ပွဲတိတပါလေတော်တော်စာကော့ကေးတွေပါအမလောနော်တော်တော်သဆာနာနေပွားဒီတောက်ဆုကလေးခင်းမနေညာမဆာတော့ပနာတပေနော်ရောတာသူကလဲနေပေါ်ဝဲပွားစုကင်းနာဘွေအဖောခုတွေပါနေရောတာသူကလဲနေမိတော့ခက်နဲ့ခက်စင်းမိတာအတာရေးလို့ပေါ့နော်ကျွန်တော်ယုံကြည်သူဘုရားသားသမီးတွေဘုရားသခင်ပြင်ဆင်မှုဟာအကုန်လုံးအတွက်အကောင်းနေပဲလို့ကျွန်တော်ဒီလိုပဲနားလေနော်ဒါဒီနေ့ကျွန်တော်ချင်ခဲ့တဲ့ညီကိုမောင်နှမတွေကျွန်တော်ဒီအကြောင်းကိုလေ့လာသိနေဆိုတဲ့အရာကမကရောစပေါ်လို့အတာပါဖလာလေအဲ့တော့ဖတ်ဖလာလီဆိုဆိုတဆွဲလေရိုမေစပါတို့ခော့
အစဘတစီခေါ်တူလက်တစီခွီရိုမေစဖာတို့ခေါ်အစဘတစီခေါ်တူလက်တစီခွီနေငါတို့အားပေါ်ထွန်းလက်တန့်သောဘုံကိုထောက်တော်ယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုပမာဏမပြုထိုက်ဟုငါသဘောရှိ၏ဤလောကသည်ဖျားသခင်သားတို့ဤပေါ်ထွန်းခြင်းအရာကိုအလွန်တောင်းတလျက်မျော်လင့်နေ၏ဝိကွာနေလီဆိုစီတဆဲတာပပလာနေစောပေါ်လူတင်ညာဆိုခဘလတမှုဆိုစီအတာပပလာဒီတာနော်ငါတို့အပေါ်ထွန်းလက်တန့်သောဘုံနော်ဖျားသခင်မကြမီမှာအသင်းတော်နဲ့ယုံကြည်သူတွေကိုသိဆဲမယ်တီတမောမာတော့ကစားရွာကထွတ်တော်ကေခရစ်တော်တာခရစ်တာအဖို့တော့ဝဆုကင်းတာကေနေစောပေါ်လူပလဲပါနာပဲခဘလတမှုဆိုစီအတာနယ်လို့တော့အတာပဖားဟောပေါ့နော်တန်ကောဝဲတေပလာနီကဖင်းနေစက်တော်နေဘခရပုန်တိတပါနေထိကွာစမဲမကွာစမဲတိတပါနေနာနေခိကာစက်တော်ပေါ့နော်ကျွန်တော်အခုရှိနေတဲ့အချိန်ကာလမှာတဲ့အဲ့ဒီခေတ်ကာလမှာရှိတဲ့ယုံကြည်သူတွေလည်းတော်ကြုံနေရတယ်ပေါ့နော်ကျွန်တော်ခုနဘယ်လိုပြောမလဲယူရလူတွေသူတို့ရဲ့နိုင်ငံကိုသူတို့မျောလင့်ဒါမှလည်းကိုဘေးကိုမေကိုချင်းနဲ့မှာတိုတော့တာတပလေးပါတိုတော့တာခွက်တာရပါဘူးနော်မဆာတော့မကဲတော့အိုတော့တပါယူပါဘောဒီတဖာလွတ်လွတ်လပ်လပ်သွားလာလို့ရှာလွတ်လွတ်လပ်လပ်ဝတ်ပြုကိုးကွယ်မှုလွတ်လွတ်လပ်လပ်သာသနာပြုမှုမကဲတော့ရတဲ့ရတဲ့လူအခွင့်အရေးတွေမကဲတော့ human right and freedom အဲ့ဒါတွေတောက်ဆုံးနေတာနော်နောက်ရှင်ဘောလုံးယုံကြည်သူတွေအသင်းတော်တွေကိုဒီယောမ88 19ပြည့်ဟေဟေဘာဒီပါပေါ့နော်တဟိတမောပါတော့ကဆာယောကပါဖားတော်စုကမောအလာကဘောလောနော်မချာခင်ဘုရားသခင်นี่ငါတို့အပေါ်ထွန်းလက်တက်သောဘုံကိုထောက်တော်တဲ့အဝဲတော်တေးယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုပမာဏမဖြုတ်ထိုက်ငါသဘောရှိနော်တဟိတမောပါတော့ကဆာယောကပါဖားတော်အစုကမောအလာကဘောတေတပါလောလာလဲဘဝဖောက်ခုလောတန်ခုနေအခဲပကွာစမေတေတပါတနာတာပေါ်တာကောတာခဲတာပေါ်တာရတေတပါနေအဝဲတော့တေးဒီလေမပြောပါတော့ဘူးနော်အဲ့တော့ဟေဟေဘာပွားဒီဒုက္ခဆင်းရဲခြင်းထဲမှာဒီအရာတွေပြန်လာလိမ့်မယ်ဒါကြောင့်မလို့ဒီအရာကိုယုံကြည်သူဖျားသားသမီးတွေတမူလာကွာဆိုဖတ်လို့ပေါ့နော်ညုံနေတောင်းတခြင်းအကြီးကြီးပေါ်မှာဒီခဏလေးမကုဘူးလို့ပတာကွာစမေတနာတာပေါ်တာကောတာခဲတဖို့တာရတဲ့ပါပေါ့နော်ဒီခဏတော့ဒုက္ခဆင်းရဲခြင်းကတဲ့စကားထဲမှာတော့မှတိတ်ထက်ပြောကြမကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ယုံကြည်သူနဲ့လောကီသားကမတူညီသောမျှော်လင့်ခြင်းကထိုမှုရပဲဆိုတာကိုအဲ့တော့ပါဖားနေနော်။ဒါနဲ့ခုနေဒီနေ့ဒါထုတော်ခေ rapture astrology ပေါ့နော်။ချီဆောင်ခြင်းနဲ့နောက်ဆုံးသောကာလရဲ့ဖြစ်စဉ်ကိုပမိကွာလဲလီဆိုဆွေလော်လီအတော်ပေါ့နော်။လီဆိုဆွေလော်လီနဲ့အတော်နေပမိကွာနေကျွန်တော်တို့ဒီအရာကိုအကဲပပဖလားနေရမယ်ကြတော့ screen share နေကျွန်တော်တို့ဒီအကျမ်းပေါ့ဇာတ်လေးကိုကျွန်တော်တို့အနည်းငယ်အသေးစိတ်ပေါ့နော်ကျွန်တော်တို့ဒီနေ့တင်တဲ့အစတော့နေမှာအဲ့တော့ပပလားနီအချင်းချုပ်ဖို့နေနော်ကနဝကတိ share ကြတော့ပေါ့နော်ဒီဇာတ်လေးကတော့အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီပတတေဖလားမကရော background လဲအတာဖပလားတိတပါနေလိုပဲအဝဲလို့ပေါ့နော်အများကြီးပဲအခြေကြီးပဲခြေပြန့်လွှမ်းကြီးတယ်ပေါ့နော်ကတဲကလည်းဘောအဝါကနာပေတော့အချုပ်လေးပဲပေါ့နော်ဒီဇာတ်လေးကိုကြည့်လိုက်တဲ့အခါမှာဒီကဘာဦးအစကနေဟိုးကောင်းငင်တစ်မြေကြီးတစ်ကိုပြားသခင်ရဲ့မဟာစီမံကိန်းပေါ့နော်ကောပလက်ဆာရတီလောပါလောပွားလဲပမိုဒိုပါဒိုစထော်လဲဖိနေတော့ကဆာရအတာတူလဲပေါ်ပဲရွာအခေးပွားတော့ရွာအပွားခုချက်တွေပါလဲမုခိုတော့ဟုတ်ဖို့တော့နော်ကောင်းကင်တဲ့မြေကြီးတိအထိပြားသခင်ရဲ့မဟာစီမံကိန်းကိုဒီဇာတ်လေးအပြည့်ကျွန်တော်တို့အချင်းချုပ်ပြီးပြန်ပြီးတော့အစပြုကြရအောင်ပေါ့နော်ဒီနေ့မကရာစကရင်ဖောက်ကုန်နေဒီသူတီခဲလက်အတို့ပေါ့နော်ကဘာဦးလူသားအစကနေကျွန်တော်တို့ဆက်ပြီးတော့သွားတဲ့အခါမှာတေခီတဲလူရခုနွီးပေါ့နော်အကွက်တစ်ကွက်လေးဆွဲထားပေးတယ်ပေါ့နော်အကွက်တစ်ကွက်လေးကိုဆွဲထားပေးတယ်အဲ့ဒီအကွက်တစ်ကွက်ကိုအောက်ကဘာစီရနဲ့ပြန်ချုပ်ထားလဲဆိုတော့နံပါတ်1တစ်ခွက်က1000နဲ့ညီမျှခြင်းပေါ့နော်
အဲ့ဒါတော့69မြောက်သောဆာလံနှစ်ရှင်ပေတုဒုတိယဆောင်ဆောင်အထဲမှာဖွင့်ပြတဲ့အတိုင်းပဲပေါ့နော်ဘုရားသခင်ရှိမှာတရက်တည်ကျမတို့ရဲ့ဒီနေ့လောကီလူသားတွေအရှိမှာတော့နှစ်1000နဲ့ညီမျှတယ်ဆိုတဲ့နှုတ်ဘတ်တော်ရဲ့ကောင်းလို့ချအဖြစ်တကွက်ကို1000နဲ့ညီမျှခြင်းကိုကျွန်တော်တို့ဒီဇာတ်လေးအဖြစ်ပြန်ဖော်ပြတာရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဘာဖြစ်လို့ခုနှစ်မှာပဲကျွန်တော်တို့ဇာတ်လေးကိုဒီနေ့တင်ပြထားလဲဆိုတော့အထူးသဖြင့်ပြောနော်မမီကွာလည်းစောစောလော်လူတူလည်းတော့အခက်ပေါ့နော်ဓမ္မတက်ကနေဓမ္မဟောင်းကနေအဆုံးကိုကြည့်တဲ့အခါမှာခေါပလဲနွီနံပါတ်နွီနေနော်တာလဲပွဲပေါ့နော် universal နံပါတ်အခုတရတော့ပေါ့နော်ဘုရားသခင်ရဲ့ပြည့်စုံသောနံပါတ်ဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးတွေကိုကျွန်တော်တို့ပြန်လဲပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့အချင်းချင်းအပြည့်ကြည့်တဲ့အခါမှာကဘာဦးကနေတင်းနေ3လေးကိုကြည့်တဲ့အခါမှာ OT ပေါ့နော် Old Testament ပေါ့နော်တင်းနေကြတော့အခုနပြောတဲ့ဓမ္မပြန်ပြီးတော့ပမိတဲနေအချုံအပြည့်ကြည့်တဲ့အခါမှာဒီဣဒီဥယျာဉ်ကနေကျွန်တော်တို့ဒီနေ့ဓမ္မသစ်ကိုမကူးခင်စက်ကူမကူကိုဓမ္မပညာရှင်တွေကအထူးဖြင့်ပြတ်မြတ်ခြင်းနေ့4000ဝန်းကျင်လို့ဒီနေ့ဒီလိုနားလည်ထားရတယ်ပေါ့နော်။ဘာသာရေးဖိနေရတော့ပါဖလာတခါဖို့ပေါ့နော်။အခုကျွန်တော်တို့ဒီဣဒီဥယျာဉ်ကနေဒီနေ့ကျေးဇူးတော်ကာလ2002ခုနှစ်ကိုတမန်ကျမ်းစာ Biblical ရဲ့ဘယ်ကဲတော့ H ပေါ့နော်ဒီတက်တရားပြကြည့်တဲ့အခါမှာ6000ကျော်လာတယ်9000နဲ့တော့ဝင်လာတယ်ဆိုတော့အားလုံးရဲ့ဒီနေ့ Biblical shootout ကိုဒီလိုပဲလက်ခံထားတယ်နော်မှတ်စာ couple site အတာပါဖလားတွေပေါ့နော်ဒီနေ့ခုနပြောတဲ့သိပ္ပံရဲ့ဖွင့်ဆိုချက်ကြောင့်ကဘာရဲ့နှစ်ပေါင်းသန်းချီနေပြီပေါ့တာတိတပါနေပါစုကမကွာလို့ပေါ့နော်ကျမ်းစာကပြောတဲ့ဣဒီဥယျာဉ်ကနေအခုထိကျွန်တော်တို့6000စုံစုံပဲရှိလာပြီဒါပေမဲ့ခုနသိပ္ပံကြတော့ကဘာကြီးကနှစ်ပေါင်းတန်းချီနေပြီဆိုတော့ဘာဖြစ်လို့ကိုရနေတာလဲဒါဆိုကျမ်းစာပဲလိုအပ်နေလို့လားချွတ်ယွင်းချက်များရှိနေလားဒါမှမဟုတ်သိပ္ပံကပဲလွဲချော်နေလားနော်တော်တော်သူကွာပေါ့နော်တော်တော်ဆိုးကမို့နော်ဒီနေရာတစ်ခုကိုပြန်ပြန်သုံးသပ်တဲ့ကောင်မှာတမန်ကျမ်းစာလည်းမလွဲချော်ပါဘူးတဲ့သိပ္ပံလည်းအခုနပြောတဲ့အတလောက်ကြီးကွာဟာလို့မရပါဘူးဆိုပြီးတော့ကျွန်တော်တို့ဒီနေ့ပြန်တွေ့ရတယ်နော်ဒါဒီနေ့ကျွန်တော်တို့အခုတမန်ကျမ်းစာ couple မိုတိုပါဒိုကနေစလိုက်တဲ့ဇက်လန်းပေါ့နော်အဲ့ဒါတော့ဒီနေ့ပြန်လည်ပြီးတော့ဖန်ဆင်းခြင်းအစ်စ်လို့ကျွန်တော်တို့နားလည်ရတယ်နော်တရား၄ခုမြောက်သောဆန္ဒပိုက်ငယ်30ထဲမှာဒီဆိုစီတာပါဖလာထားစစ်တော်ပြောပြီးတကယ်လွေနေပေါ့နော်ဆဘူသက်စီနေကဖန်ဝိညာဉ်တော်ကိုလွတ်၍နော်အစ်စ်ပြန်လည်ဖန်ဆင်းနေနော်အနေခုတော့ဗမိကွာတဲမှုရှိဆက်ဖတ်လို့တဲဆဘူတဲလက်ထီလေးတော့နေရတေလုံးမှုကိုတော့ဟုတ်ကိုလောအဆောင်နဲ့ကြားတကင်းဒီကောင်းကင်မြေကြီးကိုဖန်ဆင်းနေโอเคတာတိတပါနေအဲ့တော့တဲလေမကဲတော့ခြုံငုံပြီးတော့အားလုံးကိုပြောလိုက်တာအခုလည်းကျွန်တော်တို့အေဒီဥယျာဉ်ကနေပြန်စတဲ့ဇန်လန်းကြတော့ပထမကဘာပေါ့နော်ပျက်စီးသွားသောကဘာပြန်စတော့ကျွန်တော်တို့အခြေအနေတရက်ပေါ့နော်ဒါကြောင့်မို့ကဘာဦးအခန်းကြီး1နဲ့အခန်းငယ်1နဲ့အခန်းငယ်2ကြားတဲ့ကို theologians တွေကအဲ့တော့ပါဖလာလဲ gap theory နော် gap theory ခေါ်ပြောနေအဲ့ဒီကဘာဦးခန်းကြီး1အငယ်1နဲ့2ကြားထဲမှာကွာဟနေတော့ရာစုနှစ်များဆိုပြီးတော့ကဘာနာပဲပြီးပေါ့နော်ဒါကြောင့်မလို့ဒီနေ့ပထမကဘာမှာဒိုင်နိုဆောရုပ်ကျွင်းနေလူဖြစ်ရုပ်ကျွင်းနေ DNA စစ်ဆေးပြီးတော့သိပ္ပံကလည်းသူတို့လည်းအကောင်းဆုံးဖော်ပြပါတယ်เนาะကဘာရဲ့နှစ်ပေါင်းသန်းချီနေပြီဒါလည်းကျွန်တော်တို့ပြစ်ပယ်လို့မရဘူးပေါ့เนาะတက္ကမပါเนาะဒါလည်းမမားပါဘူးเนาะဒါကတော့ပထမပိုင်းလို့ကျွန်တော်တို့နားလည်ရတယ်เนาะဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီနှစ်ခုကိုပြန်လဲချိတ်ဆက်တဲ့အခါမှာသိပ္ပံလည်းအဲ့လောက်ကြီးမကွာဘူးလို့ပဲတမန်ကျမ်းစာလည်းလွဲမားစရာအကြောင်းမရှိဘူးဆိုတဲ့အရာမှာအဲ့တော့ပို့ပါဖားနေเนาะဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ပထမကဘာပျက်စီးသွားသောကဘာပြန်အသစ်ပြုပြင်တော့ကျွန်တော်ရဲ့ဒီနေ့အေဒီဥယျာဉ်ဇလန်းကနေစပြီးတော့ဒီဇာတ်လေးကိုပဲပေါ်ပြခြင်းဖြစ်တယ်ဆိုတာကိုအဲ့တော့ပါဖလားနေเนาะဒါတော့ဒီနေ့ကဘာဦးကျွန်တော်တို့ဒီနေ့အေဒီဥယျာဉ်ကနေစလိုက်တဲ့ဇလန်းက OT မှာပြည့်မြတ်ခြင်းအပြင်နှစ်4000ပေါ့เนาะနှစ်4000ဒါဆိုဒီဘက်ဇာတ်လေးကိုသွားတဲ့အခါမှာကေရှုလောကကြီးကိုပြန်ပြီးတော့ခုနလူစာတိကိုခံခြင်းကိုခန့်မှန်းကြတော့ပေါ့เนาะ BC 34
နော်အဲ့ဒီကနေခန့်မှန်းတဲ့အခါမှာအဲ့ဒီကနေပြန်တွက်တယ်ဒီနေ့ဒီအကွက်9-6လေးကိုကြတော့ကျွန်တော်အားလုံးသိတယ်ဗမာ Great Ace ပေါ့နော်ကျေးဇူးတော်ကာလာ Gemtai တဘာမျိုးသားတွေဟောတခေါပုံမှုတေတဖာနေရွာအတာအေတော့တောက်ခိခေါ်ကေတာခွက်တာရတေတဖာနော် AD ဘာတင်ရခဲလဲတော့ unknown dominant နော်အခုပြောနေ the year of our lord ပေါ့နော်သခင်ဖျားနေရဲ့အနေကိုနေအတိဘောနာပဲတွေကလည်း critical နော်ဒါဒီနေ့ကျွန်တော်တို့ဒီဇာတ်လေးကိုကြည့်တဲ့အခါမှာAD ဥယျာဉ်ကနေကျွန်တော်အခုရောက်နေတဲ့ကာလတော့အကွက်1 2 3 4 5 6ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကျေးဇူးတော်ကာလတဘာမျိုးသားတွေကာလအသင်းတော်ကာလပေါ့နော်သခင်ဖျားနေ့ရဲ့ကြီးမှာကျွန်တော်တို့တဖြည်းဖြည်းကျေးဇူးတော်ကာလအပိတ်ပိုင်းကိုရောက်လာပြီဆိုတဲ့ပုံမှာကျွန်တော်တို့ပြန်လည်ပြီးတော့နှုတ်ကပတ်တော်တမန်တရားရှင်နေအဖြစ်ကျွန်တော်တို့ပြန်လည်ပြီးတော့နားလည်ရပါတယ်။နောက်ဒီနေ့ဒီကျေးဇူးတော်ကာလအသင်းတော်ကာလသခင်ဖျားရဲ့နေ့ကိုဘာနဲ့ရင်ဆိုင်ရမလဲဆိုတော့ကျွန်တော်တို့အထူးသဖြင့် Baptist Doctrine ပေါ့နော်မကေရောပမိကွာနေပတရာသမားတိဖာလဲ Church Founder တိဖာပေါ့နော်အသင်းတော်ရဲ့ဖခင်တွေခံယူထားတဲ့အများစုပေါ့နော်ရဲတော်တဲ့အများစုပေါ့နော်တော်တော်လဲသိတူလို့ပေါ့နော်တော်တော်လဲပတက်သေးဘူးပေါ့နော်နောက်ဒီနေ့အချမ်းပြေအများစုနားလည်ထားတဲ့အရာကတော့ဒီကျေးဇူးတော်ကာလအသင်းတော်ကာလတဘာမျိုးသားကာလကိုဖျားသခင်ကဘာနဲ့အဆုံးသတ်မလဲဆိုတော့ rapture ခေါ်ပြောနေဒါထုတော်နော်မိမိလည်း Greek တော့ကြတော့ parosha နော် rapture နဲ့ဒီကျေးဇူးတော်ကာလအသင်းတော်ကာလတဘာမျိုးသားကာလကိုအဆုံးသတ်မယ်လို့ဒီလိုဓမ္မသဘောတရားဖြင့်ကျွန်တော်တို့မြင်ရပါတယ်။ Okay ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဒီတထုတော်ပေါ့နော်အသင်းတော်ကိုသိမ်းဆဲမယ်ယုံကြည်သူတွေကိုသိမ်းဆဲပြီးတော့ကျေးဇူးတော်ကာလပိတ်သွားတဲ့အခါမှာနောက်တစ်ခွက်ကဘာကြုံရမလဲဆိုတော့ the great tribulation 7-year plan နော်ဘေးဒဏ်ကြီး9နှစ်လို့ကျွန်တော်ဇာတ်ရထဲမှာတွေ့ရပါတယ်နော်ဒံယေလရှုတော်အဖြစ်နောက်ဆုံးဗျာဒိတ်ရှုတော်အဖြစ်ကျွန်တော်တို့ဒါကိုတော့တွေ့ရတယ်ပေါ့နော်ကေရှုကိုယ်တိုင်လည်းပြောပါတယ်မဿဲ24ထဲမှာနော်အငယ်19 20 21ကိုဖတ်ကြည့်တဲ့အခါမှာကြီးစွာသောဒုက္ခတဲ့နော် the great tribulation အဲ့တော့တဲပေါ့နော်ကေရှုကိုယ်တိုင်ဘာပြောလဲဆိုတော့ခေါပလဲနဲ့သူတထီဘူးသူတနာဟုဘူးလဲလက်ညာပါနော်ကပောင်းမလည်းတင်လို့မကြဘူးတဲ့နော်ပြောတယ်နော်နောက်မှာတဲ့ကြီးစွာသောဒုက္ခသည်တဲ့ထိုကာလမှာဖြစ်မယ်နော်ဒါကြောင့် the great tribulation 7-year plan ပေါ့နော်အဲ့ဒါကတော့ယုံကြည်သူနဲ့အသင်းတော်ကိုသိသိပြီးတော့ယုံကြည်သူနဲ့အသင်းတော်ကဟိုးတတရားကောင်းကင်ပေါ့နော်အဲ့မှာရောက်သွားတဲ့အခါမှာအောက်မှာကျန်ခဲ့မဲ့လောကီသားနဲ့မကရောဗမီတေခရိယန်လို့နာမည်ခံထားပြီးတော့အခုနပြောတဲ့ဗမီတေပုံမှန်လေးနေခရိယန်အတုပေါ့ဗမီတေပေါ့နော်ကျန်ခဲ့မဲ့အုပ်စုတွေကတော့အဲဘေးဒဏ်ကြီး9နှစ်ကိုခက်ခက်ခဲခဲဖြတ်ရမယ်ဆိုတဲ့အရာကိုစံစာပြေကျွန်တော်နားလည်ရတယ်ဒီဘေးဒဏ်ကြီးကာလ9နှစ်ရဲ့အဆုံးလေးမှာကြတော့တဲ့တမန်တရားအဖြစ်ဓမ္မပညာရှင်တွေကဘာနဲ့ဖွင့်ဆိုထားလဲဆိုတော့ဘေးဒဏ်ကြီးရဲ့9နှစ်အဆုံးလေးမှာတဲ့ the last war ဆိုတဲ့နောက်ဆုံးသောစစ်ပွဲဆိုတဲ့ Armageddon ပေါ့နော်အဲ့ဒါနဲ့ဒီနေ့အဆုံးသတ်မယ်အဲ့ဒီပွဲကိုလည်းသခင်ရှုကိုယ်တိုင်မြင်းဖြူစီးပြီးတော့ပြန်လဲအဆုံးသတ်မယ်အဲ့ဒါကိုကြတော့ second coming of Christ revelation နော်ဒါဒီနေရာမှာရတော့ပလာတိလေကိုပလဲဘဝဘောစုကိနာကိုဘတေတဖာနေပနာပဲပနာဟုပတိညာကဆာရွာကေခိပလောဒလောပနာပဲ we believe we accept second coming of Christ ပေါ့နော်ဒုတိယအချိန်ပြန်လာမယ်လို့ကျွန်တော်နားလဲရတယ်။ဘာသာတော့ဒုတိယအချိန်ပြန်လာခြင်းမှာအောက်မှာလဲအောက်လိုင်းလေးပေးထားတယ်ပေါ့နော်ဒုတိယအချိန်ပြန်လာခြင်းလို့ခြုံငုံပြောတဲ့အခါမှာဟိုခိပတော်ပေါ့နော်အကြောင်းရ20ရှိတယ်ပထမတစ်ဆင့်ကတော့one step က first step က make a rapture ပေါ့နော်ခြေဆောင်ခြင်းအခုနကျွန်တော်တို့အများဆုံးသုံးပြီးတော့ပြောနေတာကတော့ sacred keep the blood ဆိုတော့ revelation ဆိုတဲ့ကိုထင်ရှားခြင်းကတော့တကယ်ဆိုခုနပြောရဲ Armageddon စစ်ကိုအဆုံးသတ်ပြီးတော့လောကကြီးမှာမိလီနိကာလာနော်တောင်းတင်ကြီးရဲမှာဒီနေ့အုပ်ချုပ်ဖို့ရလောကကိုထင်ရှားပြီးကြွလာခြင်းကို
တာလော်ဖလားပေါ့ဗမိကွာနော်ဗမိတဲနေ revelation ကိုကျွန်တော်နားနေရတယ်နော်ဒီနှစ်တစ်ထောင်ကာလအဲ့ဒီနှစ်တစ်ထောင်ကာလပြီးသွားတဲ့အခါမှာနောက်ဆုံးအကွက်ကတော့ပလင်ဖြူတရားစီရင်ခြင်းနော်ဗမိကွာနေပလင်ဖြူတရားစီရင်ခေါ်ပညောနေကတော့ the last judgment ပေါ့နော်နောက်ဆုံးတော့တရားစီရင်ခြင်းပါပဲပေါ့နော်အဲ့ဒီနောက်ဆုံးတော့တရားစီရင်ခြင်းပြီးသွားတဲ့အခါမှာအခုကျွန်တော်တို့နေတဲ့ဂျိုကိုလုံးပေါ့နော် solar system တနည်းအားဖြင့်အခုနောက်ပိုင်းတော့ဂျိုရှစ်လုံးလို့လည်းပြောကြတာပဲလေအခုကျွန်တော်တို့နေတဲ့ earth planet ပေါ့နော်အခုကျွန်တော်တို့နေတဲ့ကမ္ဘာဂျိုပေါ့နော်အဲ့ဒါကတော့ကျန်းစာအထောက်ထားဖြစ်တော့လုံးဝပောက်ကွယ်ပျက်စီးသွားမယ်ဆိုတဲ့အရာကိုကျန်းစာအဖြစ်ကျွန်တော်နားနေရတယ်ပေါ့နော်အဲ့ဒါပြီးသွားတဲ့အခါမှာတော့ဘုရားသခင်ကျွန်တော်တို့ယုံကြည်သူဘုရားသားသမီးအစ်စ်တွေကိုဘယ်ကိုပို့ဆောင်သွားမလဲဘယ်ကိုခေါ်ဆောင်သွားမလဲဆိုတော့မုခိုတော့ဟောကိုအတော်နေလို့ဒီဇာတ်လေးကိုကျွန်တော်တို့သင်ငယ်မစခင်ဒီမှာပြန်လည်ပြီးတော့ဒီနေ့အချင်းချုပ်ပေါ့နော်အဲ့တော့ပို့ပါတင်ညာအဲ့တော့ဘာဖားနေနော်ပါတီသူကပလဲပါဆိုတော့ပေါ့နော်ကျွန်တော်နားလဲပါတယ်ကျွန်တော်ယုံပါတယ်ဒီမှာရှိကျွန်တော်ညီကောင်မောင်နှမတွေဒီဇာတ်လေးကိုလည်းကြားဘူးသားပဲပေါ့နော်ဒီပေါ်မှာအချိတ်ဆက်မိမိလေးနဲ့ကျွန်တော်တို့ဒီနေ့အချင်းတူတူလေးအတွင်းမှာကျွန်တော်တို့ဒီခုနအဓိကကြတော့ gist လေးနဲ့ပဲကျွန်တော်လေ့လာသွားမယ်မိမိလည်းလီလော်ဖလားကြတော့ယော့မနေ냐ပေါ့နော်ပပဟိတဆက်တော့အာမလောပေါ့နော်တကယ်လည်းဗျာဒိတီးတက်ကိုလေ့လာသွားတဲ့အခါမှာအချိန်အများကြီးပေးရတယ်ပေါ့နော်ဒါကျွန်တော်တို့တစ်ရက်ကို2နာရီတော့တွင်3ရက်6နာရီတော့တွင်လေးမှာတော့ဒီကောင်းကင်တင်းနဲ့မြေကြီးတည်းအခုဖော်ပြတဲ့ဇာတ်လေးတွေကိုကျွန်တော်အဓိကကြောက်သောအရာတွေပေါ်မှာကျွန်တော်အတူကခွန်အားယူလေဒါကြတော့ကျမ်းစာပြောတာကယခုခဏခံရတော့ဒုက္ခဆင်းရဲကဒီကောင်းကင်တင်းမြေကြီးတည်းအကြောင်းမကဲတထုထုတ်ကြ reference အကြောင်းပမိတင်ညာလို့ဒီလို့ဆင်းနေမိစရောဘဘကွာစမဲ့တိတဘာတနာတာဖို့အမလောဒူမလောနာမလောမဆာတဲ့မာသူမီပတတိတဘာလောနော်ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုကျင့်နဲ့စေဖို့နှစ်သိစေဖို့အပြည့်ပေးဖို့ဆိုတဲ့အရာကိုကျွန်တော်ဒီလိုပဲယုံကြည်နားလည်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်ဆက်ပြီးတော့လေ့လာသွားတဲ့အခါမှာခခွင်းမှာပေါ့နော်ကာလအချိန်ရောက်လူချင်းကိုလေ့လာတဲ့အခါမှာတက်ပေတို့ဆက်ဖတ်တို့လွေအဆက်ဖို့နွေးနေစောပိတုအတပပလာစုဘာစုကိနာကေဘုဒ္ဓဘာမေအဲ့တော့တဲဒီလေဆိုတော့ခတ်သိန်းသောအရာတို့သည်တဲ့အဆုံးတို့ရောက်လူပြီဖြစ်သောကြောင့်နော်တမာသတိရှိပြီးတော့ရှုတောင်းနဲ့စောင့်နေကြလောနော်တကယ်လို့ဒီကျမ်းစာကတော့သူရေးခဲ့တာAD 90ဝန်းကျင်95ဝန်းကျင်လောက်ဖြစ်ပုံများတယ်နော်ဒီကာလကိုသူကဘာပြောလဲဆိုတော့အဲ့ဒီမာတွေကသူကျွန်တော်တို့ကိုမှားရတယ်ခတ်သိန်းသောအရာတို့ဒီအဆုံးလို့ရောက်လူပြီခေါ်ဘလို့လဲလူဆိုတဲ့အတိတ်ပဲကတည်တမောပါတော့ကတုစုမူနိကတဲ့လို့အဲ့တော့ပါဖလားနေမချမီအပီးပြီးသွားတော့မယ်မချမီဇလန်တပုတ်မှာတအံ့ပေါ့နော်ထိုးကန်နေပြီဆိုတဲ့အရာကိုသူကနေကျွန်တော်တို့ကိုတက်လန့်ထားတယ်နော်ဒါကြတော့ကျွန်တော်တို့ကိုသတိပေးထားတယ်ပေါ့နော်အဲကြောင့်မလို့ဒီနေ့ပြန်ကျင်းစားတဲ့အခါမှာလည်းခရစ်လောကထဲမှာလည်းတရားတို့သူဟာတရားဒီနေလို့လူညကသူ့မညာတရားသမားတရားတရားဒီနေလို့အမှုလောဆောလေပေါ့နော်ဆရာတို့အရှိမလည်းလူတွေလိုပဲပြောခဲ့တယ်ဘာထူးမှလည်းပေါ့နော်မသနမိကွာနေမေလို့မေမို့နော်ဒါမှလည်းလောဆောမနေညာအဖြည်းဖြည်းရွေ့လာတယ်အဖြည်းဖြည်းရွေ့လာတယ်နော်ဒါကြောင့်မလို့ဒီနေ့တော့ဆုံးသောကာလလို့ပြောတဲ့အခါမှာခရစ်လောကထဲမှာခုနပြောတဲ့နမိတ်လက္ခဏာသဆိုင်ကိုကြည့်ပြီးတော့ပေါ့နော်နမိတ်လက္ခဏာကိုကြည့်ပြီးတော့ဒါတော့ဖြစ်လောက်ပြီဖြစ်နေပြီဆိုတဲ့အရာပေါ့နော်တော့ဘာသာဆိုတော့ပေါ့နော်နာဟုဆိုတော့ကလောတီရောပေါ့နော်တေချာအောင်နောက်ဆုံးသောကာလနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့ဒံယေလအခန်းကြီး1ကိုကျွန်တော်တို့သွားရအောင်ပေါ့နော်သွားတေချာခက်လက်လို့နော်ဒံယေလအခန်းကြီး1မှာပကတဲ့ဖဖဖို့လို့ပေါ့နော်နေဘုခတ်နေဇာမင်းအိမ်မက်တဲ့ရုပ်ထုကြီးအကြောင်းပေါ့နော်ဒါတော့အခု online ထဲမှာလည်းတက်လာပါတယ်ရဲလဲယမိပြပါ plus က share လဲကိုဆိုပေါ့နော်မဆိုတော့ရပါယူလဲတာဆဲတော့ကြည့်ပါဘူးပေါ့နော်ဒီဘာဘူးလိုအီပါယာလက်ချက်မှာနေဘုကနေဇာမင်းကတနေ့တော့တညမှာအိမ်မက်မဲ့သွားတယ်နော်ဒီရုပ်ထုကြီးအကြီးကိုအိမ်မက်တယ်အိမ်မက်တဲ့ကမှာသူအရင်ဒီရုပ်ထုကြီးကိုကြည့်လို့ထိတ်လန့်ပြီးကြောက်ရွံ့သွားတယ်ဘာထိတ်ပြီလဲနော်နန်းတွင်းထဲမှာရှိတဲ့ပညာတတ်တွေပေါ့နော်တုခမိန်တွေပေါ့နော်ပေါကူတေးတပါတယ်ကော့တူးကွာဒါပေမဲ့ तू မေးဖို့မင်းကြီးကလည်းတော်တော်ခက်ပါတယ်
နော်ကောမနေညပေါ့နော်တပဖလားအတာမီမော်ကိုသူ့ရဲ့အိမ်မက်ကိုသူမဖော်ပြဘူးမကရောနန်းတွင်းထဲမှာရှိတဲ့ဒီနက္ခတို့ဗေဒတို့ဗေဒင်တို့ပညာရှင်တွေကိုအညာတော့ငါဘာအိမ်မက်လဲမင်းတို့ဖော်ထုတ်တဲ့အပြင်ကိုအဲ့ဒီဖော်ထုတ်လို့ရတဲ့အရာကဘာအတိတ်ပဲလေပေါ့နော်ကောတို့မလို့နော်တပဖလားအတာမီမော်ကိုမဲမကရောအခေပွားတယ်ပဖလားအတာမီမော်တော့သူ့ထော်ကေခေါ်ပြောမဲထွတ်တော့နော်ဒီအိမ်မက်ကိုသူမပြောဘဲနဲ့အိမ်မက်ကိုအရင်ပေါ်ပြခိုင်းတယ်ပြီးအတိတ်ပဲကိုသူပြောတာမကရောနည်းနည်းတော့ရှိတဲ့ခုနပြောတဲ့ဒုက္ခမိန်ဆိုတဲ့ဒီပညာဓာတ်တွေပေါ့နော်နက္ခဗေဒပညာရှင်တွေခုနပြောသောအရာတွေပေါ့နော်ကလန်းညောလဲဝဲတယ်ဟောနော်ဒါတွေကိုမင်းတို့မဖော်ပြနိုင်တော့မင်းတို့ကိုအပြစ်တင်ပေးမယ်အစီတောင်မှဒါကျမ်းစာကဖော်ပြသွားတယ်နော်ပမိတဲဖုန်နေဒိုင်းလာကြားသွားတယ်ဒိုင်းလာပြောတယ်ဒီကိစ္စမပူနဲ့အိမ်မက်ကိုဖွင့်ပြနိုင်တယ်ဘုရားသခင်တပါးတည်းရှိတယ်နော်သူရှိတယ်လို့သူမပြောဘူးနော်ဒီအိုစောဘာကိုတွေတဲပါနော်ဘုရားတပါးရှိပါတယ်အရှင်မင်းကြီးညတော့အရှင်မင်းကြီးအိမ်မက်ကဒီပုံစံမို့လားနော်အမဘုရင်တအားအောင်ရတယ်နော်နေဘုတ်ကနေစာမင်းဗမိတဲနေတော်တော်လေးကိုဘယ်လိုပြောမလဲပိုယုံသွားတာပေါ့နော်အိမ်မက်ကိုမဖော်ဘဲနဲ့အိမ်မက်ကိုမပြောပြဘဲနဲ့အိမ်မက်အနဲ့ကိုဖွင့်ခိုင်းနေဆိုတာဒါလွယ်တဲ့ကိစ္စမှမဟုတ်တာပေါ့နော်ဘုရားသခင်ပေါ်ပြတယ်ဒံရင်လကိုခုနပြောတဲ့နေဘုတ်ကနေစာမင်းအိမ်မက်မဲ့တယ်ရှင်မင်းကြီးအိမ်မက်မဲ့တဲ့ပုံစံဒီပုံစံမဟုတ်လားရုပ်ထုကြီးတစ်ခုရှိတယ်နော်ခေါင်းကရွှေခေါင်းကအခုနဲ့ဘက်ကထူးပေါ့နော်ခေါင်းကရွှေလက်နှစ်ဖက်နဲ့ရင်ဘက်ကငွေမဟုတ်လားဝမ်းနဲ့ပေါင်ကကြေးတွေလေခြေတလုံးကတော့သံခြေပုံနဲ့ခြေပုံကတော့သံနဲ့တရုပ်မဟုတ်လားနော်အရှင်မင်းကြီးတို့လိုအိမ်မက်နေတဲ့အခါမှာလူနဲ့လည်းမလို့တော့ကြောက်တလုံးကကောင်းကင်ဘောကနေကြလာပြီးတော့ခုနရုပ်ထုကြီးရဲ့ခြေတော့ကိုထိတဲ့အခါမှာတစစီအလုံးပျက်စီးသွားတယ်မလားနော်အမရှင်မင်းကြီးလည်းယနာတိတယ်နော်တော်တော်လေးအသက်ကမင်းမနေညပေါ့နော်ဟုတ်ပြီတေချာသွားပြီဒါဆိုအနဲ့တိတ်ပဲနော်အနဲ့တိတ်ပဲအဲ့တော့ပါဖလားလေအရှင်မင်းကြီးအိမ်မက်ရဲ့ခြေနေကတော့ခေါင်းဆိုတဲ့ရွှေကတော့အရှင်မင်းကြီးအင်ပါယာဘာဘလုံနော်ဘာဘလုံအင်ပါယာပါပဲနော်တနေ့ကျရင်ဘာဘလုံအင်ပါယာကိုဒီနေ့ခုနပြောတဲ့ယမန်နဲ့လက်ဆိုတဲ့ငွေပေါ့နော်ပါရှာပေါ့နော်မေရတီဒီနေ့ပေါ်လာပါလိမ့်မယ်နော်ပေါ်လာပါလိမ့်မယ်ပြီးသွားတဲ့အခါမှာဝမ်းနဲ့ပေါင်ကြစ်ခစ်ပေါ့နော်ကြစ်ခစ်ကတော့ Greek Empire ပေါ်လာပါမယ်နော်ဒီဘာကိုပြောတဲ့နာပယ်မို့ Greek Empire ကြတော့ Socrates တို့အမေကတော့ Mesopotamia ယဉ်ကျေးမှုထွန်းကားရာကျွန်တော်မြန်မာစာတွေတမိုင်းတွေမှာသင်ရတာပေါ့နော်ဒါကြတော့လူတော်တော်လေးကိုနီးစပ်သွားတယ်ပေါ့နော် Okay အဲ့ဒီ Greek Empire ပြီးသွားတဲ့အခါမှာခြေတလုံးဆိုတဲ့သံခစ်ပေါ့နော်ဒါကတော့အားလုံးသိတဲ့အတိုင်းပဲကေရှုကိုယ်တိုင်လောကကြီးကိုလူစားတိခံပြီးဆင်းကြွလာတော့ချိန်ကာလပေါ့နော်ခြေတလုံးဆိုတဲ့သံခစ်မှာရောမအင်ပါယာခစ်မှာကျမတို့ရဲ့လူသားတွေအတွက်ကိုဒီနေ့ကဲတင်ရွေးနှုတ်ဖွင့်ကြွလာတဲ့ခစ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်ဘာဘူးလို့အင်ပါယာလည်းမရှိတော့ဘူးပါရှားဆိုတဲ့မေဒီပေတရီအင်ပါယာလည်းမရှိဘူး Greek Empire လည်းတူလဲနော် Rome စက်တော်လည်းတူလဲပါနော်မရှိတော့ဘူးနော်ဒါဆိုရင်ဒါတွေတစ်ခုပြီးတစ်ခုပြူသွားတဲ့အခါမှာအခုဒီရုပ်ထုကိုကြည့်တဲ့အခါမှာဘာပဲကြံတော့လဲဆိုတော့ခြေဖွားနဲ့ခြေဖမိုးနော်ရောထွေးသောနိုင်ငံတန်နဲ့တရုပ်ဆိုတဲ့ခေါ်ပညောကပမီလီမဲကြတော့ပမီဘောမဲကြတဲ့တည်းတပါပေါ့နော်ဝါမတ်ပလီလည်းမဲကြတော့ဘီလက်မြေ plus မဲကြတော့ T မဲကြတော့ T တော့မဲကြတော့မဲ့တည်းတပါပေါ့နော်ရောထွေးသောနိုင်ငံဖြစ်သွားပြီနော်အဲ့ဒီခုတော့တဲပေသူလူနွီးနေမဲကြတော့စောပေသူအတာပါဖားနေတတိတပါမူနီးတပါကကတဲ့ဘူးလို့လေ nearly ant ပေါ့နော်အားလုံးကပြီးကနေပြီဆိုရရကိုကျွန်တော်တို့ဒီအခြေအနေအပြင်ငင်းလို့မရဘူးလို့ကျွန်တော်နားလဲရပါတယ်ဒီအိမ်မက်ကိုဆက်ပြောတဲ့အခါမှာ okay ဟုတ်ပြီဒီလူလက်နဲ့မလို့တော့ကြောက်တလုံးကဒီရုပ်ထုကြီးကိုကြည့်ထိပ်ပြီးတော့ခြေဘဝကနေအားလုံးပြိုတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့တဲ့ခရစ်တော်ရဲ့နိုင်ငံနှစ်တစ်ထောင်ဒီမြေပြင်မှာတည်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုဒီနေ့နှုတ်ကပတ်တော်အခုအကားဓမ္မပညာရှင်တွေကောက်နှုတ်ခြင်းအဖြစ်ကျွန်တော်တို့ဒီလိုပဲနားလည်ရပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီဇာတ်လေးနဲ့
နောက်ဆုံးသောကာလလို့ပြောတဲ့အခါမှာဒီရှုတော့ကိုဒီနေ့ညှစ်ဆိုဖို့ရမရှိဘူးလို့ကျွန်တော်ဒီတိုင်းပဲနားလေရပါတယ်နားလေစေချင်ပါတယ်ဒါပေမဲ့လည်းမုနိခိကတဲ့ဆိုတဲ့ခတ်သိမ်းသောရာတို့ဒီအဆုံးတို့ရောက်လူပြီဆိုတဲ့အဓိပ္ပာယ်ကတော့ဒါခက်လက်တိတပါနေကဝိမှုထော်လေးလူရတစ်ဆက်ဘူးလို့နည်းနည်းလေးတဲတဲလေးပဲကြံတော့တယ်ဒါပေမဲ့လည်းတတိတပါ it all depend rapture and second coming of Christ နော်ဒီအရာအလုံးကဘယ်ပေါ်မှာပဲမူတည်လဲဆိုတော့ခရစ်တော်ရဲ့အခုနပြောတဲ့တဘိုးမုတ်ခြင်းနဲ့ဆက်ဆိုင်တော့ရှင်းဆောင်ခြင်းဒီပုံမှာအများကြီးမူတည်နေတယ်ဆိုတာကိုကျွန်တော်နားလည်ရတယ်နော်ဒါဆိုလို့ရှိရင်ကျေးဇူးတော်ကာလကြတော့ဘယ်လောက်ထိသတ်မှတ်ထားလဲနှစ်3000လည်းမသတ်မှတ်ထားဘူးနှစ်1000လည်းမသတ်မှတ်ထားဘူးအခုနပြောလိုက်တဲ့ church age great age ဆိုတဲ့ဒိဗ္ဗေက Gentile ဆိုတဲ့မကဲတော့ the years of the Lord ဆိုတဲ့ဒီခရစ်တော်ကဘယ်လောက်ထိသွားအောင်လဲတော့ကျွန်တော်မသိနိုင်အဲ့ဒိဗ္ဗေကတော့ဘုရားသခင်ရဲ့မကဲတော့စိတ်ရှည်တီးခံခြင်းပေါ့နော်နှစ်ပေခန်းကြီးထဲမှာငါတို့တွင်ဘယ်သူမှမပြည့်စည်စေပဲရှိသမျှတို့သည်နောင်လာရစေခြင်းကဘုရားသခင်တီးခံတယ်နော်ဘာခုဘုဒ္ဓတပါမာယုပဆိုင်ရွာကလေတူပါစုတဟာဟာဝကုတရာတော့ရွာမာတစုမနေညာဘုရားသခင်အေးခုနပြောသလိုစိတ်ရှည်ပေးနေတယ်စိတ်ရှည်ပေးတဲ့အတွက်ကြောင့်ဂျေဇုတော်ကာလကဘယ်လောက်ထိသွားမယ်လို့ဘယ်သူမှမပြောနိုင်ဘူးအချိန်မြင့်ပြီးသွားနိုင်တယ်နော်အချိန်မြင့်ပြီးသွားနိုင်တယ်ဒါဓမ္မပညာရှင်တွေကအဲ့တော့ပါဖလားတိလဲဆိုတော့တောင်နှလုံးကိုတောင်နှလုံးပေါ့နော်ကဆက်ချစ်ပလန်နေပမိကွာလဲ side view ပေါ့နော်ကျွန်တော်တို့တောင်နှလုံးကိုကျွန်တော်တို့ side view ကနေကြည့်တဲ့အခါမှာတပလဲဟိုဟာထဲလေရီးထဲလေဆိုတာပထူတော်ကတသေးပါပေါ့နော်တောင်နှလုံးကိုကျွန်တော်တို့ခုနပြောတဲ့ side view ဆိုတဲ့ဒီဘေးရှုထောက်ကနေကြည့်တဲ့အခါမှာတောင်တစ်လုံးနဲ့တစ်လုံးဘလောက်ဝေးတယ်ဘလောက်ချားနေတယ်ဆိုတော့ကျွန်တော်မတွက်တတ်ဘူးပေါ့နော်မဆာတော့ပမိကွာလဲ top view ပေါ့နော်အပေါ်စီးကနေကျွန်တော်အုပ်ကြည့်လိုက်တဲ့အခါမှာတောင်တစ်လုံးနဲ့တစ်လုံးကဒီလောက်ကွာပါလားဆိုရတော့ကျွန်တော်နားလဲရနော်ဒါဒီနေ့ကျေးဇူးတော်ကာလကဘုရားသခင်ကျွန်တော်တို့ကိုချစ်လောကီသားနဲ့ကျွန်တော်တို့ပေါ့နော်အေဒူမလောင်အရင်ချစ်တဲ့အတွက်ကြောင့်ကျွန်တော် side view နဲ့ကြည့်တဲ့အခါမှာဘလောက်ကွာလဲဘလောက်ထိပြီးမလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးပေါ့နော်ဒါမဲ့လေသိချတာကတော့မကဲတော့အဲ့တော့ပါဖလားတွေကတော့ဒီမှာတဲ့ဆက်ဖတ်လို့ချစ်စစ်လူဘောတင်ရခဲလိုက်လို့ပေါ့နော်အောင်ဆိုင်ပေါ့နော် the wall sign ပေါ့နော်ဒီကဘာကြီးနဲ့ပြက်လာတဲ့နမိတ်လက္ခဏာတွေကိုဒါလေးတွေတော့သူဖော်ပြထားပါတယ်ဆိုရရကိုအဲ့တော့ပါဖားနေနော်ဒါကြောင့်မလို့ဒီနေ့ဒီဇာတ်လေးနဲ့ခတ်သိမ်းသောຢာတို့ဒီအဆုံးလို့ရောက်လူချင်းဆိုတဲ့နေရာပေါ်မှာကျွန်တော်တို့ယုံကြည်သူနဲ့အသင်းတော်ဒီမှုရာပေါ်မှာပြန်လည်ပြီးဖော်ထုတ်ရမယ်။ဒါကတော့တကားကိုပါတဲဖားလို့ပတာဟေဟေပါလို့ပတာဒုပလောလို့ပတာပေါ့နော်။ကျွန်တော်တယောက်နဲ့တော့အပြန်လည်သတိပေးရမယ်။ပြီးကျွန်တော်တို့အားပေးရမယ်။ပြင်ဆင်ဖို့ရကျွန်တော်တို့အချိန်ဉာဏ်နေပေးရမယ်ဆိုတဲ့အရာကိုလည်းစစာအဖြစ်ကျွန်တော်တို့နားလည်ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီ outline ပေါ်မှာပဲဆက်ပြီးတော့ကျွန်တော်တို့တွားရအောင်နော်။အဲ့ရအောင်နော်ဒါကြောင့်နံပါတ်1ကိုကျွန်တော်တို့တွားကြရအောင်နော်ကြွလာခြင်းဆိုင်ရာအဆင့်20ဆိုတဲ့အရာနော်ကြွလာခြင်းဆိုင်ရာအဆင့်20ဘယ်ကတော့ရတဲ့ဘယ်ရပါဖလာဝီလေးပေါ့နော်ဝခရဘောပဲစင်ညာဦးနေဘာနာဟုတ်ဘူးဘောတင်ညာကစားခရစ်ကေခိဘလော့ဒဘလော second coming of Christ ပေါ့နော်ကျွန်တော်အားလုံးသိတယ်ဘယ်ကတော့ပတဲဝီလေး second coming of Christ နဲ့ပြောလိုက်တဲ့အခါမှာ revelation and rapture နဲ့ဒီတော့လို့တာပါနော်ဥခိဆောပေါ့နော်အခုနပြောတော့တထုထော်ကေတော့တာလောဖလားပေါ့နော်မတူဘူးဆိုတာကိုတော့ကျွန်တော်တို့ဒီအရာကိုပြန်ပြီးတော့ကျမ်းစာအဖြစ်နားလည်ရတယ်နော်ဒါချီဆောင်ချက်ကိုမကတော့ကျွန်တော်ပြောသွားပြီကျေးဇူးတော်ကာလာအခုန W တာဖို့ sector ပေါ့နော် check H အသင်းတော်ကာလာ Gentile တဘာမျိုးသားကာလာကိုအဆုံးသတ်မယ်အကြောင်းအရာပေါ့နော်ဗမေးကွာ rapture တာထုထော်ပေါ့နော်အဓိပ္ပာယ်ကတော့ယုံကြည်သူနဲ့အသင်းတော်လောကထဲမှာဘုရားသခင်သူအရင်ချစ်တဲ့သူတို့သမီးအသင်းတော်နဲ့ယုံကြည်သူတွေကိုသိမ့်ဆဲခြင်းလို့ကျွန်တော်နားလဲရတယ်နော်အမိကွာနေမင်းကခရစ်တော်ဖို့တော့ခရစ်ဖို့ပေါ့နော်ယုံကြည်သူနဲ့အသင်းတော်ရဲ့တော့တွဲကွက်တိလေဆိုတော့ဒါအမိကွာတိတော့လို့ပေါ့နော်အသင်းတော်လို့ပြောတဲ့အခါမှာအားတကြီးအဆွာဘလဘလက်တီပါလေဘေးတင်မောနော်တာသူထောနော်တာသူထောဆာကထုထောဒီနေဟောတမေပါနော်အသင်းတော်လို့ပြောတဲ့ကံမှာဘုရားเจ้าကြီးကိုဘုရားနေသေသွားမှာကိုတမေပါပေါ့နော်
ယုံကြည်သူနဲ့အသင်းတော်ကိုကျွန်တော်တို့ပြန်ပြီးတော့နားလည်ရတယ်ဒါကြောင့်အသင်းတော်လို့ပြောတဲ့အခါမှာကျွန်တော်အားလုံးကြားဘူးပါတယ်ပေါ့နော်အသင်းတော်နှမျိုးရှိတာပဲလေမြင်ရတော့အသင်းတော်တောက်ဖို့လည်းပတိရောသေးတောက်ဖို့လည်းပတိရောသေး Versified Church and Inversified Church ပေါ့နော်မြင်ရတော့အသင်းတော်ကတော့ Local Church ပေါ့နော် Inversified Church တောက်ဖို့လည်းပတိရောသေးနေမိတာ believers ပေါ့နော်ယုံကြည်သူပဲဆိုတော့ကျွန်တော်ဒါကိုအကျဉ်းဖြစ်နားလဲရတယ်ပေါ့နော်တော့ဒီနေ့တထွတ်တော်ကင်းနေမိကတော့အသင်းတော်နဲ့ယုံကြည်သူတွေကိုဒါသိစေခြင်းဆိုတဲ့အရာကိုပထမတစ်ဆင့်အနေနဲ့ကျွန်တော်တို့နားလည်ကြရှိပါတယ်အခုနောက်ပြောတဲ့ဒုတိယတစ်ဆင့်ကတော့မိကတော့လည်းတဲဝီးပေါ့နော်ကိုထင်ရှားလာတော့ revelation အဲ့ဒါတော့ခုနပြောတဲ့ last one ဆိုတဲ့ Armageddon ပေါ့နော်အဆုံးသတ်ပြီးတော့လောကမှာမိလီနီ1000 years ပေါ့နော်အဲ့ဒီမိလီနီကာလမှာကိုယ်တိုင်ဒီနေ့အုပ်ချုပ်မယ်ဘယင်တကာတို့ဘယင်သခင်တကာတို့သခင်အရှင်တကာတို့အရှင်ပုံစံမျိုးနဲ့ဒီနေ့သွားမယ်ဆိုတဲ့ဖြစ်ရက်လေးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့မနေ့မှာနံပါတ်1ကိုကျွန်တော်တို့ပြန်ပြီးတော့နံပါတ်1ရဲ့ပထမတစ်ဆင့်ဖြစ်တော့တစ်ကကြီးပေါ့နော်ချီဆောင်ခြင်းအကြောင်းကိုကျွန်တော်တို့ပြန်ပြီးတော့အတူတူကလေ့လာကြရအောင်နော်ဇေယျလေးမှာကျတော့ဒီနံပါတ်1ရဲ့တစ်ကကြီးချီဆောင်ခြင်းနော် rapture ပေါ့နော်ဒီကနေ့ဝါကနာပဲပေါ့နော်မကရကစားရကဲချီ keyboard block static keyboard block နဲ့ဟိုချစ်ပတော်တဲ့တော်နဲ့တထွတ်တော်ပဲ rapture keyboard နဲ့ revelation တဖာဖလားပေါ့နော်ပကဲမကဲတော့ပကဲစုကမို့တော့ပကဲထီပါဖလားရှဲရှဲပေါ့နော်ကျွန်တော်တို့ဒါကိုရှင်းရှင်းလင်းမြင်တတ်ဖို့ရန်ကျွန်တော်တို့ပြန်အားပေးခြင်းပါတယ်ဒါဒီနေ့နံပါတ်1အနေနဲ့ကျွန်တော်တို့ rapture ပေါ့နော်ပကဲလက်စုဒါထွတ်တော်ကြီးပေါ့နော်ချီဆောင်ခြင်းအကြောင်းကိုကျွန်တော်သွားရအောင်ပေါ့နော်ဒီကိစ္စကလည်းရနာတွေကတိလေပေါ့နော်ကိကဆက်ကတော့နေ globalization တော့မကဲတော့ IT ပေါ့နော်ဒီခေတ်ကြီးမှာတော့ပတိပါလဲ online ဒီတဖာနေတရသမအားကအတဆောတက်ဆောညောင်းနဲ့ပနာဟုတ်ဘူးပေါ့နော်မကဲတော့ online တွေမှာလည်းဒီຢာတွေကမကြပြတယ်ပေါ့နော်ထိကောအဆူအများစုထိကောတဲ့တဖာလဲဒီ rapture နဲ့ပတ်သက်ပြီးတော့မကဲတော့ short video ကိုတည်တပါနော်ပတိရောကတဲ့လို့ပေါ့နော်ဒီ rapture ဆိုတဲ့တထုထော်နဲ့ပတ်သက်ပြီးတော့ချီဆောင်ခြင်းကဗီဒီယိုအတူလေးတွေလည်းကျွန်တော်တို့အားလုံးပဲမြင်ဘူးကြားဘူးတွေ့ဘူးလိမ့်မယ်လို့ကျွန်တော်ဒီလိုပဲနားလည်တယ်နော်အကယ်၍ဒီမှာရှိကျွန်တော်ညီကောင်မ rapture ဗီဒီယိုအတူလေးတွေမရှိလဲရှာပြီးတော့ကြည့်လို့ရပါနော် Google တို့ YouTube တို့ပေါ့နော်ဒီထဲမှာလည်းသူ့နိုင်ငံနဲ့သူ့ဘာသာစကားတွေနဲ့ဒီဟာလေးတွေပေါ်မှာယုံကြည်သူတွေကိုဒီနေ့စံစာဖော်ပြတဲ့အတိုင်းဒါခုနကပြောတဲ့ထုတ်လုပ်ထားတဲ့ဆိုတဲ့ဝမ်းမြောက်ခြင်းတစ်ခုကိုလည်းကျွန်တော်တို့တွေ့ရပါတော့သိပြီးတော့မရှိကျွန်တော်ယုံကြည်သူညီကောင်မတို့တွေအတွက်မမြင်ဘူးမကြားဘူးအစိမ်းတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ခရစ်လောကမှာလည်းရှုပ်သွားတာက second coming of Christ ဆိုတဲ့နေရာမှာ keep it on နေ first step မှာပထမတစ်ချက်ကတော့ချီဆောင်ခြင်းပဲအချိန်မှာလဲဆိုတော့ခုနပြောသွားပြီအသင်းတော်နဲ့ယုံကြည်သူကိုသိဆဲတယ်ဒီအခုနပြောတဲ့အသင်းတော်နဲ့ဘေးဒဏ်ကြီးကာလ19မှတ်ကူပေါ့နော်အဲ့ဒါတော့မှ Macron theologians တွေနဲ့အခုနဓမ္မပညာရှင်တွေကလည်းအတွေ့အခေါ်မတူသေးဘူးပေါ့နော်မဟုတ်ဘူး rapture ကကျေးဇူးတော်ကာလအသင်းတော်ကာလအပိတ်မှာမဟုတ်ဘူးဘေးဒဏ်ကြီးရဲ့ပထမ3နှစ်ကအပိတ်ဆိုယုံကြည်မှုတွေရောက်နေလက်ခံမှုတွေကျင့်သုံးမှုတွေတော့လေကွာဟမှုတွေနည်းနည်းပါရှိတယ်ပေါ့နော်မောင်မလို့ဆိုတော့ရပိုတကုတော့လဲဘဝတော့ပွဲတဖူးလဲ ST ပေါ့နော်စနေနေ့မှာရှိတဲ့တချို့ညီကောင်မတွေနဲ့ကျွန်တော်တို့ဒီသဘောတရားတွေကိုဆွေးနွေးတဲ့အခါမှာတချို့ကတော့ rapture ကိုဒီအသင်းတော်အပိတ်မှာသိမ့်ဆဲမယ်လို့အများစုကသိလက်မခံအောင်တချို့ကဘယ်လိုလက်ခံလဲဆိုတော့အခုက the great revolution ဆိုတဲ့7 year plan မှာပထမ3နှစ်ခွဲမှာလာမယ်လို့တို့အဲ့လိုမျိုးပဲလက်ခံကြတာပေါ့နော်ဒါကတော့နည်းနည်းလေးရှုပ်ထွေးမှုတွေရှိပါတယ်ပေါ့နော်ဒါကျွန်တော်တို့ကတော့ဒီပဲဒီ Baptist doctrine နဲ့ဒီ theologians တွေအထူးဖြင့်အဓိကကောက်နှုတ်ထားတဲ့အရာတွေပေါ်မှာပဲကျွန်တော်တို့ဒီနေ့လက်ခံကျင့်သုံးပြီးတော့ဒီအရာတွေပေါ်မှာပဲပြင်ဆင်သွားမယ်ပေါ့နော်ဒါဒီနေ့နံပါတ်1ကတော့ဒီနံပါတ်1ရဲ့1ချီဆောင်ခြင်းဆိုတဲ့ချက်မှာကကြီးကတော့ခရစ်တော်နဲ့အိပ်ပျော်သောသူတွေထမြောက်ခြင်းနဲ့ခောက်ခွေးကတော့အသင်းတော်ယုံကြည်သူကိုသိစေခြင်းနော်ဒါလည်းတထွတ်တော်ကို rapture နေကကဲလို့တဘလခေါ်လေတဲတခါနေ
ye po le do ne ba khrit tu ta do ti te li le ta ta ko ti ta ba no khrit do ko ya bi do tin nyai mya ma ai pyo do tu de no do ye de sin ga do a tin do ne me kra ye te li yong ji tu ko tai sin yin ga ta pian ne phit ma no ta pian ne ba sa do ta lo ko ma sa do chan sa ga do ba pyo le so do ta ke rip che chi sao mi so da ne de ta ke u sa pe da do tin nyai gong ma ai ni deခရစ်တော်၌အိပ်ပျော်သောသူတွေအရင်ထမယ်နော်ရှင်ဘောလူကသူနဲ့ပတ်သက်သောကျမ်းစာကိုကျွန်တော်ခဏလေးနေဖတ်ပြပါမယ်ပြီးတဲ့အခါမှာအသက်ရှင်ကျင်ကျင်သောငါတို့သည်လေတဲ့အာကာသကောင်းကင်ကိုတဲ့တခါလေးပသွားမယ်နော်ဒီဖြစ်ရက်လေးကိုကျွန်တော်တို့အတူကစဉ်းစားဆင်ခြင်ပြီးတော့ခွန်အားကြရအောင်ဒါတကူနေအဲ့တော့ဖတ်ဖလားတော့လီဆော်စီလေဒီဘယ်ကတော့ဟန်နောက်ပါဖလားအွန်လိုင်းပါဖလားတို့ပေါ့တဲသစ္စလနီပေါ့နော်ဆက်ဖတ်လို့လူပေါ့နော်တက်တော်လုံးနေဩဝါဒပထမစာဆောင်အခန်းကြီး၄ပေါ့နော်သက်တော်လုံးနေဩဝါဒပထမစာဆောင်အခန်းကြီး၄အငယ်15ကနေ18ပေါ့နော်ကျွန်တော်လည်းမီဟိုတော့ပေါ်ကညောကလောဖတ်သေးစတော့ပေါ့နော်ကျွန်တော်ကနေဒီနေ့အငယ်15ကနေဖတ်ပြပါမယ်သခင်ဖျားဤဗျာဒိတ်တော်အပြည့်တဖန်ငါဆိုသည်ကသခင်ဖျားကြွလာတော်မူသောအခါအသက်ရှင်၍ကြံကျွင်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏ဦးနေရာရကြမည်မဟုတ်သခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအသံပေးခြင်းဖျားသခင်တဘိုးတော်ကိုမှုတ်ခြင်းနှင့်တကွာကောင်းကင်ဘုံမှကိုတော်ဆင်းသက်တော်မူ၍ခရစ်တော်၌သေလွန်သောသူတို့သည်ဦးထမြောက်ကြလိမ့်မည်ဆက်ခေါ်မှာတစင်းနည်းနေထိုအခါအသက်ရှင်၍ကြံကျွင်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဖျားထံသို့ရောက်စေခြင်းကထိုသူတို့နှင့်တကွာမိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအဖြစ်သခင်ဖျားနှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်တို့ဖြစ်၍ဤစကားများအဖြစ်အချင်းချင်းတယောက်ကိုတယောက်သက်သာစေကြလောနော်ဒီနေ့အဓိကပေါ်ပြသွားသောအရာတွေပေါ့နော် Covenant Rapture ပါရောရှာတထုထော်ကေအဆူအပလိုလီဆိုဆွေးနေမကတော့စပေါ်လို့တာပါပလာအိုတို့နေလီလောလီညောင်းနေဥတီညောင်းနေလေဝီတနောတာပါပလာလီဆိုဆွေးစေတယ်ပေါ့အာမလောနော်အဲ့ဒါတွေတော့အများကြီးရှိတယ်ကျွန်တော်တို့အချင်းအဖြစ်ပေါ့နော်အဓိကကြတဲ့ကြံကြုံလေးတွေကိုပဲကျွန်တော်သွားတာပေါ့နော်ဒါဒီနေ့ရှင်ဘောလူကဒီနေရာမှာသူအသေးစိတ်ပြောထားတယ်ပေါ့နော်အဲ့ rapture ကဘယ်ပုံစံနဲ့ဘယ်အခြေအနေမှာဘလို့ဖြစ်လာမလဲဆိုတဲ့အရာကိုသူကနေဒီကြံကြုံအဖြစ်ကျွန်တော်တို့ကိုဖော်ပြတာပေါ့နော်သူကဘာပြောလဲဆိုတော့တဲ့နံပါတ်1ကတော့ကစာကော့ပတူထော်နောက်တခင်ပြကြွကြော်ခြင်းနံပါတ်2တစ်ချက်ကကလူခိုအကလူတော်ကလူခိုတော့ခုနပြောတဲ့ကောင်းကင်တမန်မင်းနော်ဂါဗေလပေါ့နော်ရွာအကွဲတော်ခမည်းတော်ရဲ့ခုနတဘိုးမုတ်ချင်းပေါ့နော်ဒီဖြစ်စဉ်၃ချက်ကိုရှင်ဘောလူကစီဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ် detail ပေါ့နော်ပဖားတွေကပေါ့နော်တယ်တမီနေကစားကုတ်ပတူးထော်ကိဘလတ်နောက်တစ်ချက်ကတော့ကလူခိုအကလူတော်တက်ဘလတ်ဘလနေရွာအကွဲတော်ဒီအရာတွေဖြစ်သွားပြီဆိုလို့ရှိရင်တဲ့နံပါတ်1သူပြောတာကကဲရပေါ်လဲတို့နေပါခရစ်တော်မီးတေလေးလေတောတာခုတိကပါခဲစစ်တဲ့ဆိုးလဲပမညာတော့တင်ရင်ကုန်းမှာအိတ်နေတဲ့ခရစ်တော်ကိုရတော့ကျွန်တော်တို့ညီကိုမောင်နှမတွေပြင်ပအိတ်နေကြပြီပေါ့နော်အဲ့ဒီကလူတွေအရင်ဦးထလိုက်မယ်နော်တို့ဘုရားသခင်ဦးစားပေးထားပါတယ်ပြီးတဲ့အခါမှာတဲ့အသက်ရှင်၍ကြံကျွင်းနေတော့ငါတို့ဒီနော်အမှသူပေါင်းလိုက်ပြီးအခုနောက်ဦးစားပေးထားတာကတော့တင်းငိုင်းကုန်းမှာအိတ်နေတဲ့ခရစ်တော်၌ရှိတော့ကျွန်တော်တို့ညီကိုတွေအရင်ထမယ်ပြီးတဲ့အခါမှာကျွန်တော်တို့တွေနဲ့အတူဘုရားသခင်ကဟိုးအာကာသအထိသိဆဲသွားမယ်ဆိုတဲ့ဇလံလေးပေါ့နော်ဒီနေရာမှာကျွန်တော်ဘယ်လိုမြင်ရလဲဆိုတော့သခင်ယေရှုကျွန်တော်တို့ကိုဘယ်အထိပဲလာလဲဆိုတော့တဲ့တာလဲတထုထော်တို့ rapture နေကျွန်တော်တို့ကိုဘုရားက
တတိယကောင်းငင်ခမည်းတော်လက်ရဘက်မှာရှိနေတဲ့ခင်ရှုခရစ်တော်ပေါ့နော်ခင်ရှုခရစ်တော်ကဒီချီဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့ရှင်ဘောလို့ဘလို့မြင်ထားလဲဆိုတော့ကျွန်တော်တို့ကိုအာကာသမှာလာကျူတယ်ပေါ့နော် that heaven နော်ဒါအခုနပြောတဲ့ that heaven မှာရှိနေတဲ့အခြေအနေရမယ်ခုန second heaven ဆိုတဲ့ဒီအာကာသထိလာကျူနော်ဒါဒီနေ့ဒီအလေးကိုပြန်ပုံပေါ်ရင်ဓမ္မပညာရှင်တွေကဒီ heaven နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုသုံးဆင့်ပုံဖော်ထားပေးတယ်ပေါ့နော် first heaven second heaven third heaven ပေါ့ that's all ပေါ့နော်ဒီနေ့ကောင်းကင်နဲ့ဒီ paradise နဲ့ပတ်သက်ပြီးတော့သုံးဆင့်ကိုသူကအကျမ်းပြဖော်ပြတာတယ်ပေါ့နော်အခုကျွန်တော်တို့နေတဲ့ art ပေါ့နော်ဒီကဘာကြီးကကျွန်တော်အပေါ်ကြည့်လိုက်လို့ရှင်တိမ်တောင်မိုးသားတွေတွေ့မယ်အခုနပြောတဲ့ကျေတွေလှတွေဒီကနေမြင်တဲ့လောက်မြင်ရမယ်အခုကျွန်တော်တို့နေတဲ့ဒီအခုနဒီကဘာမိုးမြေအောက်လေးကိုကြတော့ပညာရှင်တွေကဒါတော့ first heaven နော်ဒါပထမကောင်းကင်ပေါ့ပြောနေတာနော် okay second heaven ဒုတိယကောင်းကင်ကဘာမှလဲပေါ့ဒုတိယကောင်းကင်ကြတော့အခုန galaxy တွေ space ပေါ့နော်အခုနကပြောတဲ့ဒီကျွန်တော်တို့မမြင်နိုင်သေးတဲ့သိပ္ပံပညာရှင်တွေနဲ့ဆက်ဆက်မရောက်သေးတဲ့နဲ့ကျယ်ဝန်းထူပြောသောဒီအခုနကငကွေတဲ့နေတဲ့အများရှိတဲ့ဒီ space ကိုဒုတိယကောင်းကင်လို့ဒီလိုဖွဲ့ဆိုရတယ်ပေါ့နော်အဲ့အထိလူတွေရောက်နိုင်ပါတယ်ရောက်နေပါတယ်ဝေးတော့မရောက်ဘူးပေါ့နော်ရောက်တဲ့လောက်လေးတော့ပြတဲ့ခွင့်ပြုတာပါနော်အခုပြောတဲ့အခြေအနေကြတော့ရှိခရစ်သူအဆက်ဖတ်တော့စီခီးနေစောပေါ်လို့တာပါတာတတိယကောင်းကင်နော်တတော်ဝိတယ်လည်းအုံမို့အဲ့ဒီတတိယကောင်းကင်ကနေခမည်းတော်လက်ရဘက်မှာရှိနေတဲ့သားတော်သခင်ယေရှုခရစ်တော်ကဒီတတုတော်အဆက်တော်ရှီဆောင်ခြင်းအချိန်မှာခဲခုတ်ပွားလဲ second heaven ဒီအာကာသတိကျွန်တော်တို့ကြုံမယ်ဆိုတဲ့ပုံစံမျိုးကိုရှင်ဘောလို့ကဒီမှာကျွန်တော်တို့ကိုဖော်ပြလာတယ်။ဘာကြောင့်လဲဆိုတော့ခုနပြောဆက်ခွန်ထဲမှာထိုအခါအသက်ရှင်ကြံ့ကျွင်းသောငါတို့သည်အာကာသကောင်းကင်၌တကင်ပြားထံသို့ရောက်ခြင်းကထိုသူတို့နှင့်တကွမိုးတိမ်တို့ချီဆောင်ခြင်းကိုခံရသောအပြင်သခင်ပြားနဲ့အတူအစင်မပြတ်နေရလိမ့်မည်။ဒါဒီကျမ်းစာကိုကုန်းပြောထားတယ်အာကာသဒီမှာပြန်ဆုံးတယ်ပေါ့နော်။ဒါဒီခုနေ့ second coming of Christ ကပထမတစ်ဆင့်ကချီဆောင်ခြင်းကခရစ်တော်ကတတိယကောင်းကင်ခမည်းတော်လေးရဘက်မှာရှိနေတဲ့အခြေအနေကနေကျွန်တော်တို့ကိုဒုတိယကောင်းကင်အာကာသတိဆင်းလာပြီးတော့အခုနကျမ်းစာပြောတဲ့အတိုင်းပဲတင်းချင်းကုန်းမှာအိတ်နေတဲ့ယုံကြည်သူခရစ်အစ်စ်တွေထပြီးတော့အသက်ရှင်ကြံ့ကျွင်းသောကျွန်တော်တို့တွေကိုတပြိုင်တည်းချစ်ဆောင်သိမ်းဆည်းမဲ့အရာကယုံကြည်သူအတွက်အကြီးမားဆုံးမျှော်လင့်ခြင်းနော်အကြီးမားဆုံးဝမ်းမြောက်ခြင်းပေါ့နော်ဒါကြောင့်လို့ဒီຢာတွေပေါ်မှာရှင်ဘောလူကတယောက်နဲ့တယောက်ပြောပါတက်ဖလားလို့ကေသူတဲတကုလို့သူသားနော်မာသမီးလို့သူသားဒီဟာတွေကိုပြောပြီးတော့အချင်းချင်းတယောက်ကိုတယောက်ပါပဲလေစိတ်ပေါ့ပါစေပါစိတ်သက်သာစေပါနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ဒီဟာလေးကိုပြန်လည်ပြီးတော့ကျွန်တော်တို့မျိုးကိုးလေးဝမ်းမြောက်ကြရအောင်နော်ဒါဒီနေ့ဒီနေရာလေးမှာတတိယကောင်းကင်လို့ပြောတဲ့ခံမှာတော့သူ့ရဲ့ကျမ်းကိုကျမ်းကားတယ်မကြတော့ကျွန်တော်အများကြီးရှိတဲ့ထဲမှာတော့နှစ်ကောခန်းကြီး7နှစ်ထဲမှာရှင်ဘောလူကတတိယကောင်းကင်နိုင်ငံကိုတဲ့ဖျားသခင်တဲ့လူတယောက်ကိုသိမ်းဆဲသွားတာသူမြင်တယ်နော်ကျမ်းစာတော့ကျွန်တော်ဖတ်တော့ပါအောင်နော်အဲ့ဒီလူမှာခန္ဓာကိုယ်ပါလာမပါလာတော့သူမသိဘူးနော်ဘယ်သူကြောင့်သူပြောတာလဲဆိုတော့တထေဗံပေါ့နော်အဝဲတေပလာဆိုစတေဗံနော်တထေဗံအကြောင်းသူပြောတယ်တထေဗံကိုတမန်တော်ကန်းကြီးခွန်ရှုံဝင်းကျင်မှာတထေဗံရဲ့တတိခံချက်ကိုယူရလူမျိုးတွေမခံနိုင်ပဲနဲ့ယူရလူမျိုးတွေအရင်ဒေါသထွက်သူတို့တပ်ဖို့တယ်တထေဗံကိုခင်းနေပေါက်သက်တဲ့အချိန်မှာရှင်ဘောလူကိုယ်တိုင်ကမပြောင်းလဲသေးဘူးအဲ့ဒီမြင်ကွင်းမှာရှင်ဘောလူကရှိနေတယ်အဲ့ဒီလူတွေရဲ့ဖက်ကိုယ်တော်ရှင်ဘောလူကြည့်ပြီးတော့တက်တည်အဖြစ်ရှိနေတယ်အမတထေဗံကတမန်သူ့ကိုခင်းနေထုနေတာတော့မှသူကောင်းကင်ပွင့်လင်းတာကိုသူမြင်တယ်နော်တထေဗံတော့မြင်သွားတယ်လူသားဆိုတဲ့ကဆာရှုခရစ်ကိုခမည်းတော်ရဲ့လက်ရာဘက်မှာသူသွားတွေ့နေတယ်နော်အဲ့ဒါပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဒီတချင်းလေးတွေပြောတဲ့တတိယကောင်းငင်ပညာရှင်တွေဖွဲ့ဆိုကြအပြင်ကျွန်တော်တို့ဒီကောင်းငင်နဲ့ပတ်သက်ပြီးတော့လေဒီသုံးဆင့်ကိုလည်းဒီသင်ခန်းစာအပြင်ကျွန်တော်ပြန်လည်ပြီးတော့နားလည်ရပါတယ်သိမြင်ရပါတယ်
နော်ဒါဒီနေ့ကျွန်တော်အခုနေတဲ့ကဘာလုံးကတော့ first 7ပထမအောက်ကနေပြင်ရင်တော့ first 7ပေါ့နော်ပြီးခုနပြော space ဆိုတဲ့အာကာသကတော့ဒုတိယကောင်းကင်ပေါ့နော်လူသားရဲ့တစ်ကောခန်းကြီး15နဲ့ကျွန်တော်တို့အသွေးသားနဲ့လူသားတွေအသိပညာအသက်ပညာနဲ့ဘလို့မှမဖြစ်နိုင်ဘလို့မှမရောက်နိုင်တဲ့တတိယကောင်းကင်ကြတော့ခင်ရွှဲလောက်ဝါကတယ် the way of cross ပေါ့နော် only ဒီ couplet သူဆွေးနွေးအကလင်းဒီနော်ဒီလောက်ဝါကတဲ့လမ်းနဲ့ပဲကျွန်တော်တို့ရောက်ဆရာရှိတယ်ဆိုတဲ့အရာကိုတော့ရှင်ဘောတို့ကတော့ဟိုတည်တည်ချာချာပြောထားပါတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့အသေးစိတ်သွားတဲ့အခါမှာဒါဆိုရင်ချစ်ဆောင်ရင်းကတော့တထုထော်ကေကသူ့ရဲ့ဖြစ်စဉ်ကမကြတော့တခင်ဖျားကြွေးကြော်မယ်ကစားကုတ်တူထော်နံပါတ်2ကလူခိုအကလူတော်ကောင်းကင်နံပါတ်မင်းအတန်ပေးမယ်နံပါတ်3ရောအကွဲတော်ဖျားတဲ့တဘိုးမောက်လိုက်တာနဲ့မျက်စိတမိတ်လက်တစ်ပြက်အတွင်းပါပဲတင်းငင်းကုန်းမှာအိတ်နေတဲ့ယုံကြည်သူခရစ်ယာန်တွေကဲပေါ်လဲမီလက်ခရစ်ပူလဲတာတကိုပူနေကစစ်တယ်နော်ချက်ချင်းထောက်သွားလိမ့်မယ်ထုံးနေတူပဲအသက်ရှင်နေတဲ့ယုံကြည်သူကျွန်တော်တို့တွေလည်းပုံစံတွေပြောင်းပြီးတော့မိုးတိမ်ကိုအာကာသဘုရားသခင်ခရစ်တော်ကြိုစင်ရပြသခင်ဘုရားရှိကိုရောက်မယ်ဆိုတဲ့အရာကတကယ်ဖြစ်နိုင်ပါမလားနော်တော်တော်ဒုက္ခပါနော်ဖြစ်နိုင်ပါလေနော်ဘာလို့ဖြစ်နိုင်တာလဲဆိုတော့ဟိုဥပမာတွေများများဆိုရှိတဲ့ထဲမှာရေတော့ပါပလာမရာကြီးလဲဆိုတော့လီယောအဆက်ဖို့တစီတဲနေလာစုကြီးပေါ့နော်အလုံးကြားဘူးတာပဲခလေးတော်မသိတယ်စနစုရပေါ့နော်လာစုတင်းငင်းကုန်းမှာအဲ့ဒါ3-4ရက်ရှိသွားပြီသိနေတာတကယ်ရှုလာတဲ့ကံမှာ3-4ရက်ရှိပြီနန်လောက်ပြီးပုတ်လောက်ပြီးပေါ့နော်အဲ့ဒီဖြစ်ကိုပမီးကော်လဲလီဆိုဆွေးနေတကယ်ရှုတင်းငင်းကုန်းရောက်တဲ့ကံမှာကြောက်တုံးကိုအဝဲမဲအပလေပေါ်တော့ဖယ်လိုက်ဒီကြောက်တုံးဖယ်လိုက်ကြောက်တုံးလည်းဖယ်ပြီးလဲဖယ်ရောတဲ့ကောင်းကင်ကိုမို့ကြည့်ပြီးတော့ကြီးသောအသံနဲ့တကယ်ရှုနော်ကြီးသောအသံနဲ့လာဇရုထလောလို့ပြောတဲ့အခါမှာလာဇရုတင်းရင်ကိုကနေထလာတယ်ဒါဆိုရင်တဲ့ကောပလက်တာထုထော်ကြီး rapture ဖြစ်နိုင်ဘူးလားနော်အရင်ဖြစ်နိုင်တာပေါ့မယုံနေလို့တော့ပတက်တသေးကိုနော်ကဲပေါ်လဲတူလို့တသေးနာတသေးနေတော့ပတက်တသေးပါပေါ့နော်မယုံသောသူတွေမလက်ခံနိုင်တဲ့သူတွေတော့ကျွန်တော်ပြောရတော့ခက်တယ်ပါနော်ဒါမှလည်းဖြစ်တယ်ဖြစ်ခဲ့တယ်လုပ်ပြခဲ့တယ်ဆိုတဲ့အရာကိုတော့ကျွန်တော်တို့ဒီနေရာမှာသွားပြီးတော့တွေ့ရတယ်နော်3-4ရက်လောက်ရှိနေပြီပုတ်လောက်ပြီးနော်ဒါမှလည်းလာစုကြီးသောအတန်နဲ့ခေါ်နိုးလိုက်တဲ့အခါမှာလာစုထွက်လာတယ်ထလာ rapture တထွတ်ထုတ်ခင်အခုပြောနေနေတော့တခင်များကျွတ်ကြုံမယ်ကောင်းကင်တမန်မင်းအတန်ပြေးမယ်ဖျားတဲ့တဘိုးမောက်တာနဲ့တင်းငိမ့်များမှာရှိတော့ခရစ်တော်၌အိပ်ပျော်သောသူတွေထသွားလိမ့်မယ်ထရလိမ့်မယ်နော်ထရလိမ့်မယ်အဲ့ဒီနာမှာအားလုံးတော့မထဘူးပေါ့နော်အားလုံးတော့မထဘူးကဘာရရမှာရှိတဲ့ဒီနေ့တင်းငိမ့်ကုန်းထဲမှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံနယ်ပယ်ပေါင်းစုံပဲလေနော်ဒါအားလုံးထားမယ်လို့တော့မမြင်လိုက်နဲ့မထဘူးဘယ်သူပဲထားမှလဲဆိုတော့ခရစ်တော်ရဲ့ဝိညာဉ်ကိုရပြီးတော့ခရစ်တော်၌တကယ်ကျွမ်းဝင်ထားသောဘုရားသားသမီးတွေပဲထားမှာတနည်းအားဖြင့်ဘုရားသားသမီးအစ်စ်ပေါ့နော်ကရင်ကြီးရထားတဲ့လူတွေတကယ်ပဲခရစ်တော်နဲ့ကျွမ်းဝင်ထားတဲ့လူတွေအားလုံးမထအောင်နော်ဒါဆိုလို့ရှိရင်တင်ငယ်ကုန်းမှာဒီနေရာလေးမှာကြိုပြောချင်တာကအားလုံးမထဘူးတင်ငယ်ကုန်းမှာလူတွေအများကြီးကြံခဲ့ဘူးနော်ဘာသာပေါင်းစုံကြံခဲ့မယ်လူမျိုးပေါင်းစုံတွေကြံခဲ့မယ်အဲ့မှာမင်းရောဖလာခရစ်ယာန်အတုတွေလည်းကြံခဲ့ဦးမယ်လို့ကျွန်တော်အာမနာပဲပြောရင်လည်းရပါတယ်နော်။ဒါဒီနေ့အဲ့ဒီထားမြောက်ခြင်းကိုဗျာဒိတ်ထဲမှာကြတော့ပထမထားမြောက်ခြင်းလို့ပြောတာလေဗျာဒိတ်ခန်းကြီး20ထဲမှာနော်။ဒါဒီနေ့ပထမထားမြောက်ခြင်းကိုဝင်စားသောသူတို့ဒီမင်္ဂလာရှိတယ်။နော်ဒါဒီနေ့ဒီနာလေးမှာကျွန်တော်တို့ပြန်လည်ပြီးတော့ဆင်ခြင်ကြအကြောင်းရှိပါတယ်နော်။ဒါဒီနေ့ကျွန်တော်ပြန်ပြောအောင်တခင်များကြွကြော်မယ်ကစားကုတ်တူတော်ကလူကိုအကလူတော်နော်ကောင်းကင်တမန်မင်းအတန်ပေးမယ်ရောအကွဲတော်ဖျားတဲ့တဘုံမောက်လိုက်တာ ਨੇ အခုနဖြစ်ရက်ကချက်ချင်းလည်းငင်းဖြစ်သွားလိမ့်မယ်တစ်ချိန်တည်းပဲမျက်စိတစ်ပဲလက်တစ်ပြက်ပဲအဲ့ဒီမှာကျွန်တော်ဗာသင်ခန်းစာရလဲဆိုတော့အော်တော့တခင်ဖျားကြွကြော်မယ်ကောင်းကင်တမန်မင်းအတန်ပေးမယ်ဖျားတဲ့တဘုံအကြာကြီးလားအကြာကြီးမဟုတ်ပါဘူးနော်မျက်စိတမိန်ရှင်ဘောတို့ပါနော်လက်တစ်ပြက်နော်
တက်တော်လို့နဲ့ငါးထဲမှာပြောသွားပြီနော်ဒီရန်ကကျေးဇူးတော်ကာလမှာဘုရားသခင်ရဲ့စိတ်ရှိသီးခံခြင်းနေကျေးဇူးတော်ကာလမှာဘုရားသခင်ရဲ့ခုနပြောတဲ့ဂယုဏတရားတွေအချိန်အကြာကြီးစောင့်လန်းခဲ့တယ်အဲ့ဒီမှာတော့ဘုရားသခင်ကလည်းဟိုစောက်ပြီးခေါ်သွားမှာတော့မဟုတ်ဘူးတစ်ချိန်တည်းမှာအစင်းသမဖြစ်တဲ့လူတွေကျန်ခဲ့မှာပဲနော်အစင်းသမဖြစ်တဲ့ခရစ်ယာန်တွေအစင်းသမဖြစ်တဲ့လောကီသားတွေကျန်ခဲ့မှာနော်ခရစ်တော်ကိုမရဘဲနဲ့ RIP ဆိုင်ဘုတ်တက်ပြီးတော့ခရစ်တော်နဲ့တင်းကျင်းကမှအိတ်နေတဲ့လူတွေကလည်းစိတ်ပူပေးပါနော်ပူပေးပါနော်ခရစ်တော်မရဘဲနဲ့ခရစ်ယာန်လို့ကြုံနေလိုက်လေဒါတွေကိုမလုံလောက်ဘူးလို့ကျွန်တော်ဒီလိုပဲနားလဲရပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ဒီရနဲ့ပတ်သက်ပြီးတော့နောက်ထပ်ကျမ်းပိုက်လေးတစ်ပိုက်ကိုပြန်လဲပြီးတော့ဖတ်ချင်ပါတယ်အဲ့ကျမ်းပိုက်ကတော့ခုနတစ်သက်ခန်းကြီး4ငယ်15 18အရှိလေးမှာပေါ့နော်အခုဒီ line ပေါ်မှာအကွက်အနီလေးပို့ထားသလိုပဲယောဟန်ခန်းကြီး8 28 29ကိုကျွန်တော်ဖတ်ချင်ပါတယ်နော်ယောဟန်ခန်းကြီး9ပေါ့နော်ယောဟန်ခန်းကြီး9အခန်းငယ်28နဲ့29ပါနော်ဒီပေါ်လဲပါလဲလီဆိုဆူလဲပေါ်ကညောကလောဖတ်ပြီးဆိုနော်ပထမထမြောက်ခြင်းယောဟန်ခန်းကြီး9 28အခုနကမေတာဝင်နေနော်အဲ့မှာကျွန်တော်ဒီကနေဖတ်ပြပါမယ်ငါမကန်ဆိုဒီကသင်လိုသောသူတို့သည်ဖျားသခင်ဤသားတော်ဤအတန်ကိုကြား၍ကြားသောအားဖြင့်အသက်ရှင်ရမည့်အချိန်ကာလသည်လာ၍ယခုပင်ရောက်လက်ရှိနော်ယေရှုကယခုတော့မပြောထားသေးဘူးနော်အကြောင်းမူကားတဲ့ခမင်းတော်သည်ကိုယ်၌အသက်ရှင်တော်မူသည်နိတူသားတော်သည်လည်းမိမိ၌အသက်ရှင်သောခွင့်ကိုပေးတော်မူ၏တဲ့သားတော်သည်လူသားဖြစ်သောကြောင့်တရားစီရင်ခွင့်ကိုလည်းအပ်ပေးတော်မူ၏ချစ်စီခေါ်နေအကားတို့ကတည်းနော်28မှာငယ်ဤအမှုရာကိုအံ့ဩခြင်းမရှိနဲ့နော်အံ့ဩခြင်းမရှိပါနဲ့တဲ့နော်သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည်တဲ့သားတော်ဤစကားသံကိုကြား၍29ထွက်ရမယ့်အချိန်ကာလရောက်လက်တံနော်အဲကျမ်းညွှန်းလေးကိုကျွန်တော်သဘောကျနော်ခေချွတ်တိတိကျကျပြောထားတယ်မယုံမရှိနဲ့ဒါတွေဖြစ်ခဲ့ပြီးငါလည်းလုပ်ခဲ့ပြပြီချိန်တနေ့ကမှဖြစ်လာအောင်မယ်ယုံကြည်သူတွေပြင်ဆင်ဖို့ပဲရှိတယ်နော်တန်တရားမရှိပါနဲ့နော်ကျွန်တော်တို့တယောက်အနေနဲ့ကတော့ကျင့်တတ်တယ်ယုံကြည်တယ်သဘောကျတယ်မျှော်လင့်တယ်တောင့်တတယ်ဒီကကျွန်တော်တို့အကြီးမားဆုံးသက်သာခြင်းနော်ဒါကျွန်တော်တို့အတွက်အကြီးမားဆုံးမျှော်လင့်ခြင်းပဲနော်ဒါတော့မရှိခဲ့ရင်ပေါ့နော်ကျွန်တော်ရှင်သန်ရတာအဓိပ္ပာယ်မရှိဘူးနော်ဒါကြောင့်မလို့ဒီနေ့ဒီတထုတော်ကေဆိုတော့ rapture ရှေ့ဆောင်ခြင်းကိုကျွန်တော်တို့ယုံကြည်သူနဲ့အသင်းတော်ကြီးအစဉ်သစ်ဖြစ်နေဖို့ပဲလိုတယ်ဆိုတာကိုကျွန်တော်နားလည်ရပါတယ်တခြင်းတွေအပြည့်လဲကျွန်တော်သတိပေးပါတယ်နော်မကရာပပူရှိတာဝေတယ်နော်ဒါနောက်ဆုံးသောကာလမှာဒါတွေကတော့အစဉ်သစ်လုပ်နေရမှာနော်ဒီနေ့တရတို့ခုထဲတွေကလည်းဒီနေ့တမလို့တဲတော့ခိနေဖို့မီလို့အသာပေါ့နော်တမလို့တဲနေမယ်ကတော့ second camera crime astrology ပေါ့နော်နိခိကတဲ့တော့ sacred keep blood again ပေါ့နော် second lesson ကြတော့မကဲတော့ခုနပြောသလိုပေါ့ကိုယ့်ရဲ့ဝိညာဉ်စီမီရှိနေပေါ့နော်ဒီຢာတွေကဒါကောင်းပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ကျမတို့ရဲ့ညီကိုမောင်နှမတွေအသင်းတော်နဲ့ယုံကြည်သူတွေကဒီတထုတော်နဲ့ပတ်သက်ပြီးတော့ rapture နဲ့ပတ်သက်ပြီးတော့ပအိုတော့ပကတဲ့တော့ပတ်တာလော်ဒီလော်ဆယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ຢာတွေပေါ်မှာကျွန်တော်ပြန်ပြောမယ်သခင်ဘုရားကြွေးကြော်မယ်ကောင်းကင်တမန်မင်းတန်ပေးမယ်ဘုရားသခင်တဘိုးမုတ်လိုက်တာနဲ့တင်းញိုင်းကုန်းမှာရှိတော့ခရစ်တော်ကိုရတော့ညီကိုမောင်နှမတွေထမယ်ပြီးတာနဲ့အသက်ရှင်၍ကြံ့ကျွင်းပြီးတော့ခရစ်တော်ကိုရတော့ယုံကြည်သူခရစ်ယာန်တွေမိုးတိမ်ကိုအိမ်ဆဲသွားလိမ့်မယ်ဒါဆိုလို့ရှိရင်လက်ရှိအသက်ရှင်နေတဲ့ကမ္ဘာရဲ့မှာရှိနေတဲ့ခရစ်ယာန်တွေကျွန်တော်တို့ဒီနေ့တိုင်းပြည်ထဲမှာရှိတဲ့ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေဘယ်ခိုင်းကနဘယ်လူမျိုးမှမဆိုလို့အားလုံးပါမလားနော်မေးစရာမေးခွန်းလေးရှိလာတယ်ခရစ်ယာန်ပဲအားလုံးပါမလားဒါကြတော့ပတဲဝင်းနော်တင်းရင်ကုန်းလေးမှာကြတော့လူမျိုးပေါင်းစုဘာသာပေါင်းစုယုံကြည်မှုပေါင်းစုအလွာပေါင်းစုရှိနေဦးမှာပဲနော်အခုနပြောလိုက်တဲ့တဘုံမောက်လိုက်တာနဲ့အားလုံးမထဘူးခရစ်တော်ရဲ့ဝိညာဉ်ကိုရတော်သူပဲထသွားမှာထိုနည်းတူပဲ
လောကမှာအသက်ရှင်တဲ့ကျွန်တော်တို့တွေကလည်းခရစ်ရဲ့အားလုံးကလည်းပါသွားမှာတော့လေမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့တယောက်အနေနဲ့တော့နှုတ်ကပတ်တော်အခြေပြုပြီးအားပေးခြင်းတယ်နော်ဒီနေရာမှာကျွန်တော်တို့လည်းပြန်လေ့လာရအောင်ဒါဆိုရင်အားလုံးမပါရင်ဘယ်သူတွေပဲပါမှာနော်ဒါကြောင့်မလို့ဒီနေရာမှာဆွေးနွေးစရာလေ့လာစရာဆင်ញင်စရာနော်ပြန်ပြီးတော့ဆွေးနွေးစရာအများကြီးပေါ်လာပါတယ်ပေါ့နော်အမိတဲ့အတိုးဖို့နေနော်ဥပမာလေးကျွန်တော်ခုပြောချင်ပါတယ်ချစ်ဆောင်ခြင်းကဒါလည်းတထွတ်တော်နေလဲလော့ရလဲတိလေနော်လဲလော့ရလဲထခီပေါ့နော်မကဲတော့တန်လိုက်နဲ့တော့တူပေါ့နော်တန်လိုက်တုံးကြီးကိုအတိုးပေါ့နော်ဥပမာတန်လိုက်တုံးကြီးကိုကျွန်တော်တို့ဒီအောက်မှာတန်မုံတွေရှိမယ်ကြောက်စလစ်မုံတွေရှိမယ်ရွှေမုံဗရမ ्या ကြောက်တန်အားအများကြီးရှိလိမ့်မယ်ပေါ့နော်အဲ့ဒီအပုံထဲမှာကတ်လိုက်လို့ရှိရင်မတင်လိုက်ဘာပဲပါသွားမလဲဆိုရင်သံပဲပါသွားပါဘူးနော်စိတ်တွေဗရမ ्या တွေကြောက်တွေပါသွားပါတော့မဟုတ်ဘာကြောင့်လဲမျိုးမတူတာနော်ဒါချီဆောင်ကြီးရဲ့ဒါပုံဖော်ခြင်းလေးပဲနော်ဒါထွတ်ထွတ်ကအခေါ်ပြောနေတာလော့ရသိနေပါနော်အခုနပြောတဲ့ချီဆောင်ကြီးရဲ့အဓိပ္ပာယ်ကလည်းထိုနည်းတူပဲအားလုံးပါသွားမှာမဟုတ်ဘူးနော်အရင်ချိုးလို့အရင်လာလို့အရင်တက်လို့အရင်သိလို့အရင်တန်မှုရှိလို့နော်လူအတိုင်းဝိုင်းထဲမှာအလုံးဝပြောစမှဖြစ်နေလို့ဒီပေတယ်နဲ့လည်းသွားလို့မရဘူးနော်အဓိကကမျိုးတူတယ်ဆိုတဲ့အဓိပ္ပာယ်ကခရစ်တော်ကိုရထားမှာဒီကိစ္စကြီးကသိကြမယ်ဆိုရတာကိုကျွန်တော်တို့ပြင်ပြီးတော့နားလည်ကြရှိပါတယ်ဒါကြောင့်မလို့ဒီနေရာမှာတထွတ်တော်ကောပလဲဘာထဲတော်တာလဲတထွတ်တော် rapture again အဲ့တော့ဂျစ်သစာတော်ပေါ့နော်ပြန်ပြီးတော့တိုက်တွန်းနေတာကတော့အလောပဲလဲဘာမလော်တီလော့ဆက်လဲမကဲတော့ပြပြတဲလဲခိကကလောနေ rapture assurance ပေါ့နော်ချစ်ဆောင်ခြင်းစိတ်ချမှုနော်ချစ်ဆောင်ခြင်းစိတ်ချမှုဆိုတဲ့အိဗယ်ကတော့တကယ်တော့အခုနပြောတဲ့တောက်ကိတ်ကိုကိတ်တာလော်တီလော့ဆက်ပါနော်အခုနပြောတဲ့ဝိညာဉ်ကြီးကရွေးနှုတ်ကယ်တင်ခြင်းရဲ့စိတ်ချမှုတစ်ခုကိုယုံကြည်သူနဲ့အသင်းတော်တိုင်းကအသင်းသားတိုင်းเนี่ยဒါကိုသိကြတယ်လို့ရည်ကြည်ပါတယ်နော်ဒါကြောင့်မလို့ဒီနေ့အခုနပြောတယ်ပေါ့ဒီညနေကိုလည်းပြန်ဆွေးနွေးမယ်တခင်များကြွကြော်မယ်ကောက်ကတမမင်းတန်ပေးမယ်ပြတဲ့တဘုံမောက်လိုက်တာနဲ့โอเคတင်းငင်းကုန်းမှာရှိတဲ့ယုံကြည်သူအစ်စ်တွေထမယ်ဒီနေ့လောကအရရမှာကဘာရရမှာမြန်မာပြည်ဝန်းမှာအသက်ရှင်သွားလာလို့ရှာကျင်လည်နေကျွန်တော်ယုံကြည်သူတွေခရစ်တော်ရဲ့ဝိညာဉ်ရသွားရင်တော့ဘာမှပူကြမလို့ပါသွားမှာဒါဆိုခရစ်တော်ရဲ့ဝိညာဉ်ကိုမရထားရင်အခုလည်းပထမကြွလာခြင်းဆိုင်ရာရွေးနှုတ်ကယ်တင်ခြင်းကိုမရထားရင်ဘာလုပ်လို့ရလဲဘာမှလုပ်လို့မရတော့ကျင်ခဲ့မှာနော်ဒါကြောင့်မလို့ဒီနေ့တကယ်တော့ second coming of Christ တထွတ်တော် rapture ဆိုတဲ့အဓိပ္ပာယ်က redemption ခုနပြောတဲ့ physical redemption ပေါ့နော်ခန္ဓာကိုယ်ရွေးနှုတ်ခြင်းလို့ကျွန်တော်ပြန်နားလဲရတယ်နော်ဒီနေရာနဲ့ပြန်နှွေးရအောင်ဒါဆိုလို့ရှိရင်တဘုံမောက်လိုက်တဲ့အခါမှာတင်းငင်းမျိုးရှိသောယုံကြည်သူတွေထမယ်လောကမှာအသက်ရှင်တဲ့ယုံကြည်သူတွေပါသွားမယ်ဆိုတော့ဘယ်ပုံစံလဲဆိုတော့ရှင်ဘောလုကတစ်ကောခန်းကြီး15ထဲမှာဒီခန္ဓာကိုယ်မဟုတ်ဘူးနော်ဒီကပမိတဲ့နဲ့ပနောခိုးလဲဘွယ်လဲမကဲတော့တဖိတညာတမေပါခေါပလဲတဖိတညာတိပါနဲ့လဲနုစုမုခဘုံမူတသေးပါနော်ဒီအသွေးသားနဲ့ပတ်သက်တော့ခန္ဓာကိုယ်မဟုတ်ဘူးဘာခန္ဓာကိုယ်လဲဆိုတော့ new body နော်မကဲတော့နှုတ်ခိုးအသောပယောကလောကြတော့တဲရီကလဲဝိညာဏကိုနော် new body လား holy body အရှင်တော့ခန္ဓာကိုယ်အသစ်နော်အဲ့ဒီပုံမှာကျွန်တော်ဒီနေ့ပုံစံပြောင်းပြီးတော့ပါသွားမယ်ဆိုတာကိုကျွန်တော်နားလည်ရတယ်နော်အဲဆိုလို့ရှိရင်ဒီတထုထော် rapture ကကျွန်တော်တို့ဒီခုနပြောတဲ့ new body ယောမကန်ကြီးရှေ့ငယ်23ခန္ဓာကိုယ်ရွေးနှုတ်ကြတယ်ရင် redemption spiritual redemption မဟုတ်ပဲねအခုနပြောတဲ့ physical redemption ကိုပြောတာပါနော်ဒါဆိုလို့ရှိရင်ဒီတထုထော်မလာခင်မှာကျွန်တော်တို့က redemption ကိုတေချာဖို့လိုတယ်လို့ဆို spiritual redemption ပေါ့နော်တတောက်ခေခေါ်ကေးနေဘာမာဒီကကတဲ့ကတော့ဒီလော်ဒီလောဆက်နော်ဒါအတင်းချီဆောင်ခြင်းမလာခင်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကိုသိမ်းဆဲမယ်သိမ်းဆဲတဲ့အခါမှာခန္ဓာကိုယ်အသစ်နဲ့သိမ်းမယ်ဆိုတဲ့အတွက်ကြောင့်ပထမတစ်ဆင့်မှာဖြစ်နေတဲ့
ဝိညာဉ်ရေးရွေးနှုတ်ခဲ့တဲ့ချင်းကိုတော့ယုံကြည်သူတွေတေချာထားဖို့အရေးကြီးတယ်ဆိုတော့ပြင်နေပြီးတော့ခွန်အားပေးခြင်းပါတယ်နော်ဒါဆိုလို့ရှိရင်ယုံကြည်သူတိုင်းကယုံကြည်သူခရစ်ယာန်ပေါ့နော်ယုံကြည်သူခရစ်ယာန်တိုင်းကပထမရွေးနှုတ်ခဲ့တဲ့ခြင်းဆိုတဲ့ယောမခန်းကြီး6:23ရိုမေဆက်ဖတ်တော်ခုဆက်ဖို့ခရစ်စီသေးနေပါဖလာတဲ့တော်တဲ့ဘအမှုလည်းနေတာသည်အပြည့်တရားကသေခြင်းမိမိယောအတ္တဟင်းနေတာမူထုယောလက်ပက္ခာရှုခရစ်နော်အခုနပြောတဲ့အပြည့်တရားကသေခြင်းထာဝရတဲ့နဲ့ဆိုင်သောခရစ်တော်ရဲ့အခုနယေရှုပြုခြင်းဆိုတဲ့ဒီကယ်တင်ခြင်းကကျွန်တော်တို့ဒီကိစ္စကိုဘုရားသခင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကလက်ဝါးကားတိုင်းမှာလှုပ်ဆောင်ခြင်းကကျွန်တော်ယေရှုတော်ကာလမှာယုံကြည်သူတိုင်းကတေချာထားဖို့ရည်ကြီးတယ်ဒီဝိညာဉ်ရေးရွေးနှုတ်ကယ်တင်ခြင်းကနောတင်ကုတ်ကနေစတဲ့ဇက်လန်ပြီးလက်ဝါးကားတိုင်းမှာကျွန်တော်တို့ကိုအမှုပြီးပြီလို့ပြုခဲ့တဲ့အမှုဟာကျွန်တော်တို့ကဘာသူကဘာသားလူသားအားလုံးရဲ့အခုန spiritual redemption ဆိုတဲ့ဝိညာဉ်ရဲ့ရွေးနှုတ်ကယ်တင်ခြင်းကောင်းကျိုးချမ်းသာကိုကျွန်တော်တို့ကပိုင်ထားပြီးရင်တာထွတ်တော်ကြီးလာတဲ့အခါမှာ rapture လာတဲ့အခါမှာကျွန်တော်တို့ဒီကိစ္စမှာဘာမှတန်ကြမရှိစောနော်တန်ကြရှိကြမလို့တော့ဘူးအခုနပြောတဲ့ spiritual redemption မှာ okay ထားတဲ့အတွက်ကြောင့် physical redemption နဲ့ပြန်ပူးပေါင်းတဲ့အခါမှာအခုန complete salvation ဆိုရယ်ပြည့်စုံတော့ကယ်တင်ခြင်းရဲ့သဘောတရားကိုကျွန်တော်ခံစားရမယ်ဒီလိုပဲနားလည်ရတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့တထွတ်တော်မိဟင်းနေချီဆောင်ရင်းလာတဲ့အခါမှာတင်းငိမ့်များရှိဒါဆိုခရစ်ဖြစ်ပြီးခရစ်တင်းငိမ့်မှာသွားမြုပ်ထားရင်ရောသူကပါမလားဒီပေါ့ခရစ်တော်ရထားရင်တော့ပါတာပေါ့ခရစ်တော်ကိုမရဘဲနဲ့ဘယ်ကတော့ပြောတာအကြောင်းမျိုးမျိုးကြောင့်လည်းနှစ်ချင်းခံနေနော်ကပိုင်းမှာလည်းရှိပါတယ်မြန်မာပြည်မှာလည်းရှိပါတယ်ကောဘလဆောရှိဆောကောကိုတနနဒုစဒုပလက်တာတီအိုတေတပါနော်တနနလေကဲတော့ကောလောကေအတလည်းပေါ်ခရစ်ပိုနနာကစားယေရှုခရစ်နာလောဘာသာတော့တောက်မှုနေအိုမူရိတာဖိတညာတို့လောယုံကြည်သူဘုရားသားလို့ပြောတယ်ဒါပေမဲ့လောကမှာအသက်ရှင်တဲ့အခါမှာဝိညာဉ်တဘိုးနဲ့မသွားဘဲနဲ့တုံမှုနဲ့နော်တာအိုမူရိတာဖိတညာဇာတိတဘိုးနဲ့သွားတယ်အဲ့ဆိုလို့ရှိရင်တော့သိကြတယ်ကြံခဲ့မှာပဲနော်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့မိကုန်းလေးတစ်ခုကိုဒီနေရာမှာပြန်စဉ်းစားခြင်းစီခြင်းပါတယ်နော်ကျွန်တော်ခါတိုင်းလွန်ခဲ့တဲ့နှစ်ပေါင်း15နှစ်ကလိုက်ဝင်ကြတဲ့ခါမှာလဲဒါလေးပဲကျွန်တော် discussion လုပ်ဖို့ပါတယ်โอเคတကယ်ပြောကြွကြွမယ်ကောင်းကင်မှာမင်းသင်ပေးမယ်ဘုရားသခင်တဘုံမုန်းလိုက်တာနဲ့တင်းငိမ့်ကုန်းမှာမြုပ်ထားသောခရစ်ယာန်တင်းငိမ့်မှာပဲဖြစ်ဖြစ်ခရစ်တော်နဲ့အိပ်တော်ရဲဆိုတဲ့ဆိုင်ဘောအောက်မှာမြုပ်ထားတဲ့လူတွေအားလုံးထားမှာလားထွန်းတူပဲကဘာအဝန်းမြန်မာပြည်မှာရှိတဲ့ခရစ်အားလုံးပါသွားမှာလားအားလုံးပါဘူးအဖြစ်ရိုးရိုးလေးပဲခရစ်ယာန်တိုင်းမပါဘူးเนาะဒါကြောင့်မလို့ကျွန်တော်တို့မိကုန်းလေးတစ်ခုကိုကျွန်တော်ဆင်ကြရအောင်ဒါဆိုရင်ခရစ်ယာန်တိုင်းကခရစ်တော်နဲ့ဆိုင်သလားเนาะအခုတော့ဘီဘာကောလဲဘာကောဘောလဲခရစ်ဖို့เนาะတတူပါဖလားလို့တခါမေစရောဘာကောဘာလဲဘာခရစ်ဖို့မေဘာခရစ်ဖို့ခဲနေနေဘာခလဲခရစ်ရောဟာ Does every Christian belong to Christ ပေါ့နော်ဒီခရစ်ရဲ့အားလုံးကခရစ်တော်နဲ့ဆိုင်ရဲ့လားအနန္တတာအတာစစ်စေအော်ဘောကောဝါလေဘောခရစ်ဖို့လို့နေဘာခလဲစခရစ်နေခရစ်ရဲ့လို့ခေါ်တဲ့နောက်ကတော့ကျွန်တော်တို့ခရစ်တော်နဲ့ဆိုင်တာဟောဒါရိုးရိုးလေးပဲပေါ့နော်မဟုတ်ပါဘူးနော်စမ်းစာတစ်ချက်ကိုကျွန်တော်အနေနဲ့ပြင်နေပြီးတော့ဖတ်ပြခြင်းပါတယ်နော်ပြီးတော့ဒါပါဖလားတူပေါ့နော်ဥဒ္ဒဇမတ်တော်ရည်ဒီရိုးမေဆက်ခေါ်ပေါ့နော်ယောမခန်းကြီး8အငယ်9ပေါ့နော်ရိုးမေဆက်ဖားတို့ခေါ်အဆက်ဖို့ခွီယောမခန်းကြီး8အငယ်9ပါနော်သို့တော်လေဖျားသခင်ဝိညာဉ်တော်သည်တင်းတို့အထက်၌ကိန်းဝတ်တော်မူလင်တင်းတို့သည်ဇာတိပဂတိဘက်၌ရှိကြသည်မဟုတ်ဝိညာဉ်ပဂတိ၌ရှိကြ၏အဲ့တော့ခိဘတဘိုးနေသိလော်ဆောလောနော်နောက်ဆုံးတစ်ပိုက်လေးမှာအကြောင်းလေးမှာခရစ်တော်ဤဝိညာဉ်ကိုမရတော့သူမိဒီကခရစ်တော်နဲ့မဆိုင်နော်ဒါရိုးရိုးလေးပဲတမင်လေးရတဲပါနော်ကျွန်တော်တို့အတွေးခေါ်မဟုတ်ဘူးအဖွဲ့အစည်းတစ်ခုခုရဲ့ဩဝါဒမဟုတ်ဘူးတ
မာကျမ်းစာရဲ့ဖွင့်ဆိုချက်ဒါလောဒီလောဆက်နော်ကေပေါ်လဲတို့နေပါခရစ်အသနေတဘာခလဲခရစ်ပါခရစ်တော်ရဲ့ဝိညာဉ်ကိုမရတော့သူဒီခရစ်တော်နဲ့မဆိုင်ဘူးဒါကြောင့်ခရစ်တော်နဲ့ဆိုင်ဖို့ပါလဲခရစ်တော်နဲ့ဆိုင်တော့သူကခရစ်တော်ရဲ့ဝိညာဉ်ကိုရထားဘယ်နိုင်ငံမှာပဲနေဘာသူမျိုးပဲဖြစ်ဘာခိုင်းနေတာပဲဖြစ်နော်ဒါလေးကိုလည်းအားပေးခြင်းနော်တော်တော်ဆုကမောတော်လည်းမိမိလည်းတောက်ကေးခေါ်ကေးမိမိလည်းတထုထော်ကေးနေမရကပါအားလဲလက်ထီယာအေဂျီယာအာဆီယာစနေသေးရတော်တော်ဟာသူကကတိတာဟုတ်ဘယ်ခိုင်းနေတာပါပဲနေနော်ဘယ်နိုင်ငံမှာပဲနေခရစ်တော်ရဲ့ဝိညာဉ်ကိုရရင်ခရစ်တော်နဲ့ဆိုင်နော်အဲ့ဒီခရစ်တော်နဲ့ဆိုင်တဲ့လူတယောက်ကချီဆောင်ခြင်းမလာခင်မှာဆုံးပါသွားတယ်ဆိုပါစို့စိတ်မပြတ်ပါနဲ့စိတ်မပူပါနဲ့သင်ခြင်းကမှအေးအချိန်တန်တဲ့အခါမှာပြန်လို့လာမှာပဲနော်ထိုနည်းတူပဲအသက်ရှင်သွားနေတဲ့လူကလည်းတထွတ်ထော်ကေအတမူလာပတမူလာဖတ်လို့ဒီချီဆောင်ရနေ့ကိုကျွန်တော်မျိုးလင်းပြသွားမှာနော်ဒီမှာအဓိကကီးရတော့ကဲပေါ်လဲအမားနေခရစ်အသနေဘာထွဲလဲခရစ်လောကဲပေါ်လဲတို့နေမှာခရစ်အသနေတဘာခလဲခရစ်ပါနော်ရှင်းရှင်းလေးပဲကျမ်းစာပါနော်နောက်ဒီနေ့ကျွန်တော်တို့ကတော့မကဲတော့တထွတ်ထော်ကေတာလော်ဒီလောဆက် assurance of rapture ချီဆောင်ရေးစိတ်ချမှုကတော့ဒီခရစ်တော်ရဲ့ဝိညာဉ်ကိုရထားတော့ညီကောင်မောင်နှမတွေအပေါ်မှာအရေးကြီးတယ်ဆိုတဲ့အရာကိုပြန်လည်ပြီးတော့အပြန်လည်အားပေးကြရအောင်နော်။နောက်ဒီနေ့ခရစ်တော်ရဲ့ဝိညာဉ်ကိုတော့ဘယ်အချိန်မှရသွားလဲ။ reader လည်းကထောပေါ့နော်။နည်းနည်းကျေပြတ်မှာနော်။ယုံကြည်သူကနှစ်ချင်းမခံခင်မှာဗတ္တိဇံခံပြီးသွားတာနဲ့စိတ်ကျေနပ်သွားပြီလား။ဒါဆိုဗတ္တိဇံမခံခင်ကိုတေချာပြီးမှခံတာလား။နော်ဒီနေရာမှာအများကြီးဆွေးနွေးစရာရှိတယ်နော်။ဒီနေရာမှာတော့ရေတော့ပါဖလားတိလဲဆိုတော့ရိုးရိုးလေးပဲခရစ်တော်ရဲ့ဝိညာဉ်ကိုဘယ်အချိန်မှရတယ်နော်။ကျွန်တော်ကျမ်းစာတစ်ချက်ဖတ်ကြည့်ပါမယ်။ဧဖက်ခန်းကြီး1ငယ်73မှာနော်။ဧဖက်အခန်းကြီး1ငယ်73မှာဧဖေဆုစဖတ်တို့တဲအစဘုတစီတဲဧဖေဆုစဖတ်တို့တဲစဘုတစီတဲဒါပပလာနေသင်တို့ဒီလေကဲတင်တော်မူခြင်းအကြောင်းနဲ့ရှင်သောဧဝံဂေလိတရားဒီဟုသောတမန်တရားကိုကြားနာ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နဲ့ရှင်သောသန့်ရှင်းသောဝိညာဉ်တော်ဤတစိတ်ခတ်ခြင်းကိုရပြီနော်ဧဖေဆုစဖတ်တို့တဲ့တစီတဲ့နေမကဲတော့ဟက်ခေါပလိုလည်းမကဲတော့ကဘာထွဲလို့တော်လီရိုးမေခော့ခွီလောဧဖက်ခန်းကြီး73ကဘာပြောလဲဆိုတော့သူဝဲသည်သူနာဟုတာတာကူဆိုတောက်ခေခေါ်ကေလောဒီလောဆဲနော်တင်းတို့ဒီလေကေတင်တော်မူခြင်းနဲ့ပတ်သက်သောတမန်တရားကိုသူတို့ကြားတယ်โอเคကြားပြီးသွားတာနဲ့တွတ်တူလို့ခရစ်လဲတမင်လဲသူခုနူဘူးပါသူတလည်းပြပါဘူးခရစ်တော်ကိုအသိနဲ့သွားတာမဟုတ်ဘူးခရစ်တော်နှလုံးသားထဲမှာယုံလိုက်တဲ့အခါမှာတဲ့တမှုစတိုးစထရီနေ6ဒစိတ်ခတ်လိုက်ပြီအဲ့ဒါဆိုလို့ရှိရင်ယောမ8ကိုဟာခရစ်တော်ရဲ့ဝိညာဉ်ကိုရသွားတာနော်ဒါဆိုလို့ရှိရင်ခရစ်တော်ရဲ့ဝိညာဉ်ကိုရတော့သူနဲ့မရတော့ဘာလေးပဲကွဲလဲဆိုတော့ခရစ်တော်ရဲ့ဝိညာဉ်ကိုရှိရသွားတဲ့လူကအိုမူလီဒီတအတုလို့ဝိညာဉ်သဘောနဲ့သက်ရှင်ဒါဆိုဝိညာဉ်သဘောကဘာလဲဝိညာဉ်သဘောကလောဘမရှိဒေါသမရှိမာနမရှိမဟုတ်ဒါတွေလို့ရှိပါတယ်ဝိညာဉ်သဘောကဘာလဲအခုတော့ဘုရားသခင်နဲ့ယဉ်ဤကျွမ်းဝင်ဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းအခုတော့ဘုရားကိုအမြဲတမ်းဥထိတ်ထားခြင်းအရာရာကိုဝိညာဉ်သဘောနဲ့မြင်ခြင်းဒါသွားတာပေါ့နော်အခရစ်တော်ရဲ့ဝိညာဉ်ကိုမရဘူးအရှင်တော်ဝိညာဉ်တော်တစ်စိတ်မခတ်ထားဘူးဆိုလို့ရှိရင်ခရစ်တော်ခရစ်ယာန်ပဲနေ့ချင်းတစ်ခါဒါမှမဟုတ်နေ့ချင်းတစ်ခါဒါမှမဟုတ်နေ့ချင်း3ခါခံပြီးသားဖြစ်ကောင်းဖြစ်လိမ့်မယ်သို့တော်လည်းအခုနပြောသလိုပေါ့လောကထဲမှာအိုမူဒီဒါဖိတန်ညာလောဇာတိပဂရိပဲလောကီသားတွေလှုပ်တယ်လို့လှုပ်တာပဲလောကီသားတွေကျင့်တယ်လို့ကျင့်တာပဲလောကီသားတွေလွဲတယ်လို့လွဲတာပဲဆိုရင်တော့တာဝဲတိတပါနေဘနာပေရောလေမကဲတော့တာဖိတန်ညာအနေစင်လို့ဇာတိပဂရိပဲနော် it's called the religion spirit နော်အဲ့ဒါကဘယ်လိုခေါ်လဲဆိုတော့ဘာသာရေးဝိညာဉ် it is not holy spirit အဲ့ဒါကတော့
သက်ရှင်သောဝိညာဉ်တော်တစ်စိတ်ခတ်ထားခြင်းခံရတော့သူမဟုတ်ဘူးเนาะဒါကြောင့်ဘုရားဂျီမာလောဒီလောဆက်လေတဲတခါနေတောက်ကေကိုကေတာလောဒီလောဆက်ဆန်းနွယ်လောသားလေ assurance of rapture ပေါ့เนาะချစ်ဆောင်ခြင်းစိတ်ချမှုပေါ့เนาะဒါကြောင့်မလို့ဒီနေ့ဒီသင်ခန်းစာလေးပေါ်မှာလေပြန်လဲပြီးတော့အပြန်လဲညီကောင်မတွေကိုပြန်လဲပြီးတော့ sharing လုပ်ခြင်းနဲ့ပြီးတဲ့အခါမှာကိုယ်နဲ့ဆက်ဆိုင်သောအသင်းတော်အဖွဲ့အစည်းညီကောင်မလုပ်ငန်းဝင်ထဲမှာမိသားစုအတိုင်းဝိုင်းထဲမှာတခင်ပြကျေးဇူးပဲကောင်းကင်တမန်မင်းသက်ပြီးမယ်ဘုရားသခင်တဘိုးမောင်းလိုက်တာနဲ့ခရစ်ပါသွားမယ်လို့ကျမ်းစာမပြောဘူးเนาะခရစ်တော်ရဲ့ဝိညာဉ်ကိုရတော်သူတွေဒီနေ့ပါသွားမယ်ဆိုတဲ့နှုတ်ကပတ်တော်ပေါ်မှာပြန်လဲပြီးတော့ကျွန်တော်တို့ဆင်ခြင်နဲ့အားပေးကြပါတယ်เนาะဒါမှမဟုတ်ဒီနေ့သင်ခန်းစာပေါ်မှာဟိုကိုဥပိတပလောက်ဘုရား break 1 minute လောက်